Chapter 165အစမှာကျန်းချန်ကထွက်ပြေးနေတေစန်းသူကငါတို့မောင်းထုတ်ဖို့ကြိုးစားနေတာမဟုတ်ငါတို့အားလုံးတပ်ပစ်ဖို့ကြံစီနေတာပဲလို့တွေးနေကသူတို့ထဲကတယောက်ကကြီးနဲ့မျိုးနယ်ထဲကသူကအပေါ်ကိုခြိသွားလိုက်တာကြောင့်ထိုသူကအော်ဟင်းနေရင်ကဲကြပါအောင်ကျေးဇူးပြု၍ကျွန်တော်ကဲကြပါအောင်လို့ပြောနေပြီးသူတို့ထဲကနောက်တယောက်ကလည်းမိချောင်မျိုးနယ်ကသူဟာခြေထောက်နဲ့လိုက်တက်နေနေတာကြောင့်အုတ်ထုတ်အပြာနဲ့သူကဘာလို့လဲဘာအကြောင်းပြချက်မှမရှိဘဲငါတို့ဒီကိုပို့ပြီးဘာလို့အခုလိုရရဆက်ဆက်တပ်ပစ်ဖို့ကြိုးစားနေရတာလဲလို့တွေးနေကနျူချန်ကလည်းပြေးနေရင်တေစန်းကွာလို့ပြောလိုက်ပြီးအခုနကြီးနဲ့မျိုးနဲ့ခြိသွားခံရတဲ့သူကအမြင့်ပေါ်ကနေပြစ်ချတာကိုခံလိုက်ရကထိုအဖြစ်ကြောင့်ဝတ်တော့ကလည်းအော်ဟစ်နေပြီးအုတ်ထုံနဲ့မင်းကလေးကလည်းထိထိလက်လက်နဲ့ဝန်နေနဲ့တခြားသူတွေကအကုန်လုံးတေပြီလို့ပြောရင်ထွက်ပြေးနေပါတယ်သူတို့နောက်ကြီးနဲ့မျိုးနဲ့သူကလိုက်နေရင်အခုမင်းအလဲရောက်ပြီပေါ့ဝဝတတုတ်လေးလို့ပြောလိုက်ကအုတ်ထုံနဲ့မင်းကလေးကလည်းအော်ဟစ်နေရင်သူတို့ကငါတို့နောက်လိုက်လာပြီလို့ပြောနေတော့ဝတ်တော့ကလည်းထိထိလက်လက်နဲ့အုတ်ထုံနဲ့မင်းကလေးကိုတုံးထုတ်လိုက်ပြီးတောင်းပန်ပါတယ်လို့ပြောလိုက်တာကြောင့်ထိုမင်းကလေးကလည်းကြောင်သွားကကြီးတဲ့မျိုးနဲ့သူကလည်းသူမအောင်မိသွားပြီးတခါတည်းတက်ပစ်လိုက်ပါတယ်ထိုဖြစ်ကြောင့်ဝတ်တော့ဟာထွက်ပြေးနေရင်ကျွန်တော်တောင်းပန်ပါတယ်လို့အော်ပြောနေကကြီးတဲ့မျိုးနဲ့သူကမင်းကတော့တွတ်နဲ့ပြောနေတာပဲနားကြီးလိုက်တာလို့ပြောပြီးထိုဝတ်တော့နောက်လိုက်သွားနေတော့အုတ်ထုံနဲ့မင်းကလေးကသူတို့ကလူကောင်းနေလို့ပြောခဲ့ကြတာမဟုတ်ဘူးလားလို့တွေးနေပြီးထိုကြီးနဲ့မျိုးနဲ့သူကရုတ်တရက်ညူချန်ကိုမြင်သွားကမင်းကနောက်ထပ်တရားမဲ့လူပဲလို့ရေပြီးပြောလိုက်တာကြောင့်ညူချန်ကတေစန်းမင်းတို့မိစ္ဆာကောင်ရလို့ပြောနေတုန်းတိုက်ခိုက်ခံလိုက်ရပြီးထိုဖြစ်ကြောက်ကြံချမ်းညူချန်လို့အော်ပြောလိုက်ပါတယ်ကြံချမ်းနောက်ကိုလိုက်နေတဲ့မိချောင်မျိုးနဲ့သူကမင်းကသူတစ်ပါးအရေးထက်ကို့ရေးကအရင်ပူတင်တာမဟုတ်လားလို့ပြောလိုက်ကချင်းနီလေကမြန်တောထဲကိုပြေးတော့လို့ပြောလိုက်တာကြောင့်ကြံချမ်းကလည်းတောနဲ့တနေရာထဲကိုပြေးဝင်သွားလိုက်ပြီးမိချောင်မျိုးနဲ့သူကကြံချမ်းကိုလိုက်ချနေရင်ဟေးစောက်ယူကောင်လေးပြေးမနေနဲ့တော့ငါမင်းကိုမြင်နေရတော့မယ်မင်းရဲ့တငယ်ချင်းကတော့အခုတော့ဆိုရင်အပိုင်းပြက်ပြီးတင်နေလောက်ပြီပေါ့ဟုတ်တယ်မလားသူ့အတွက်ဂလက်စားမချေချင်ဘူးလားလို့ပြောဆိုနေကကြံချမ်းကတစ်ပင်ရဲ့ချင်းရင်မှာပုံးခွဲနေပြီးကြီးနီလေကစိတ်အေးထားသူကမင်းကိုထွက်လာအောင်စွပေးနေရလို့ပြောလိုက်တာကြောင့်ကြံချမ်းကလည်းစက်ပုံးနေရင်တကယ်လို့ညူချန်တကူကူဖြစ်သွားရင်ငါနောက်တစ်ချိန်ပြန်လာတဲ့အခါမင်းတို့အားလုံးတက်ပစ်မယ်လို့ပြောနေတော့မိချောင်မျိုးတွေကသူဟာကြံချမ်းကိုမြင်သွားပြီးမင်းဘက်မှာပုံးနေတာလဲဆိုတာငါမြင်ရတယ်လို့ပြောပြီးသားပဲလို့ပြောလိုက်တာကြောင့်ကြီးနီလေကလည်းချီပဲပြီးတော့လို့ပြောနေတော့ထိုအကောင်ကြီးရဲ့တိုက်ခိုက်မှုကိုခံလိုက်ရပြီးလွတ်ထွက်သွားကကြီးနီလေကလည်းကြံချမ်းကိုအကာအကွယ်ပေးထားလိုက်ရင်ငါမင်းတို့သူ့ရဲ့ဒီတိုက်ကွက်တစ်ခုတည်းကိုပဲကာကွယ်ပေးနိုင်မယ်လို့ပြောပြလိုက်ပါတယ်ထိုကောင်ကြီးကလည်းထိုအဖြစ်ကြောင့်မင်းမတကူကူထူးခြားနေတဲ့လူငယ်လေးလို့ပြောပြီးထပ်တိုက်ခိုက်တော့မဲ့အချိန်ကြံချမ်းကလည်းထိတ်လန့်သွားကတေပြီလို့ပြောနေတော့ရုတ်တရက်ထိုကောင်ကြီးကစွဲရင်တစ်ခုနဲ့တိုက်ခိုက်ခံလိုက်ရတာကြောင့်ကြံချမ်းကလည်းကြောင်သွားပြီးထိုကောင်ကြီးကလည်းထိုတိုက်ခိုက်ချက်ကြောင့်ကိုနေဟန်တော့အမြန်ပြန်ထိန်လိုက်ရင်ဘယ်သူလဲလို့မေးလိုက်ကအကြီးကဲတယောက်ဟာထိုနေရာကိုရောက်ရှိလာပြီးလူသားတယောက်အခုလိုလိုက်လံအမဲဖြတ်နေတာမရှက်ဘူးလားလို့မေးလိုက်ပါတယ်ထိုကောင်ကြီးကလည်းမင်းဘသူလဲဆိုကထပ်မေးလိုက်တာကြောင့်ထိုကြီးကထွက်သွားစမ်းပါမင်းကငတ်နမယ်နဲ့ဘွဲ့ထူးကိုတီးဖို့ဒီလောက်ထိတန်ဖို့မရှိဘူးလို့ပြောလိုက်ကထိုကောင်ကြီးကလည်းငါတို့တခင်တတ်ချင်တဲ့သူကိုမင်းကဘလူတောင်ကယ်တင်ရဲတာလဲငါတခင်ကဘသူလဲဆိုတာမင်းမသိဘူးလားလို့ပြောလိုက်တာအကြီးကမင်းရဲ့တခင်ကဘသူလဲဆိုတာငါဂယုမဆိုင်ဘူးအဲ့ဒီကလေးကငါမျက်လုံးကိုဖမ်းစားထားတာမလို့ငါရှိနေသူရဲ့ဘသူမှသူ့ကိုထိလို့မရအောင်အခုချက်ချင်းမထွက်သွားရင်တေဘူးတာပြင်ထားတော့လို့ပြောလိုက်တာကြောင့်ထိုကောင်ကြီးကလည်းထိတ်လန့်သွားပြီးစောင့်နေလိုက်ငါတခင်ကဒါကိုဒီတိုင်းလွတ်ထားမှာမဟုတ်လို့ပြောလိုက်ပါတယ်ဒီလိုနဲ့ထိုအကောင်ကြီးကထွက်သွားပြီးနောက်ကြံချမ်းကလည်းအကြီးကဲကိုအယူတည်ပေးလိုက်ရင်စီနီယာကျွန်တော်ကယ်တင်ပေးလို့ကျေးဇူးတင်ပါတယ်လို့ပြောလိုက်ကထိုအကြီးကဲကလည်းလူငယ်လေးမင်းတို့လူငယ်အသက်ခံရတာကိုငါအနီးနားမှာကြီးနေခဲ့တာဒါပေမဲ့မင်းနဲ့ငါနဲ့ကကံပါလာတယ်လို့ပြောရမှာပဲလို့ဆိုပြီးပြောလိုက်တာကြောင့်ချင်းနီလေကဟေးသူ့မြန်ကြီးကျေးဇူးမတင်နဲ့အောင်ဒီလူကလူကောင်းတယောက်မဟုတ်တဲ့ပုံပဲလို့ပြောပြနေကအကြီးကဲကလည်းငါရဲ့ပညာအမွေနှစ်ကိုစက္ကန့်မဲ့သူအပူတပြင်းရှာနေတာငါစီအဲ့ဒီပညာအမွေနှစ်ကိုစက္ကန့်မှုမင်းစိတ်ဝင်စားလာလို့မေးလိုက်ပြီးချင်းနီလေကအဲ့ဒီအမွေနှစ်မှာမကောင်းဆိုးဝါးစွန့်နေပါနေတယ်အဲ့ဒီလူကရှေးရိုးကိုင်းဆိုရလူတွေမဟုတ်ဘူးလို့ပြောလိုက်တာကြောင့်ကြံချမ်းကလည်းဒီလောကကြီးမှာတကယ်ပဲလူကောင်းဆိုတာရှိရဲ့လားလူကောင်းတွေကတော့ဒီကဘာမှာရှင်သန်နိုင်လို့လားထားလိုက်ပါတော့မကောင်းဆိုးဝါးလမ်းစဉ်ကိုလိုက်ရမယ်ဆိုရင်တော့အခုဒီညမှာတေတော့အထက်ဆိုင်ပို့ပြီးကောင်းပါတယ်လို့တွေးနေတော့အကြီးကဒီအမွေနှစ်ရဲ့နာမည်က1000တော့မကောင်းဆိုးဝါးအသွင်ပြောင်းလဲခြင်းလို့ခေါ်တယ်မင်းက108ယောက်မြောက်စက္ကန့်သူဖြစ်လာလိမ့်မယ်ငါလူကောင်းတော့မဟုတ်အဲ့တော့ငါမင်းပေါ်လောက်ရမယ့်အရာတွေကိုမင်းကြိုတင်ပြင်ဆင်ထားပါလို့ပြောပြလိုက်ပြီးကြီးနီလေးကလည်းထိုစကားကြောင့်မိစ္ဆာဆန်ပြီးလမ်းမားတယ်လို့ထင်ရပေမဲ့အရန်အစွမ်းထက်တယ်လို့ပြောပြနေပြီးကြံချမ်းက1000တော့မကောင်းဆိုးဝါးအသွင်ပြောင်းလဲခြင်းလားငါမှရွေးချက်စရာမရှိဘူးအဲ့ဒါကိုပဲရွေးရတော့မယ်လို့တွေးနေပါတယ်တစ်ဖက်မှာကြီးနဲ့မျိုးနဲ့ဝင်တယောက်ဟာတခင်လောက်ခိုင်းတဲ့အရာတွေကိုကျွန်တော်လှုပ်ဆောင်ခဲ့ပါတယ်ဒီချင်ကကြောက်သေးကိုပြုတ်ကျသွားလို့သူတကယ်တေလားမတေလားတော့အတိမပြုတ်နိုင်သေးပါဘူးလို့ပြောလိုက်ပြီးမိချောင်မျိုးတွေကဝင်ကသူကကြံချမ်းကိုတော့လူဝက်စမ်းပြတဲ့အဖိုးကြီးတယောက်ကကယ်တင်သွားပါတယ်လို့ပြောပြနေကဂူချမ်းကိုကလည်းတခြားသူတွေရောလို့မေးလိုက်ပြီးသူကတခြားသူတွေကတော့အကုန်ရှင်းလင်းပြီးပါပြီလို့ပြောပြလိုက်ကဂူချမ်းကိုကလည်းမစိုးပါဘူးသွားလို့ရပါပြီလို့ပြောလိုက်တာကြောင့်သူကလည်းဝမ်းသာသွားပြီးဟုတ်ကဲ့တခင်ရဲ့လို့ပြောလိုက်ပြီးထွက်ခွာသွားပါတယ်ဂူချမ်းကိုကဒီကဘာကူပြောင်းလာသူတွေက
အဲ့ဒီ3ယောက်ပဲထူးခြားတဲ့အရေးချင်းတွေရှိပုံရတယ်အဲ့ဒီနျူထင်ကငါ့ကိုတကယ်အံ့ဩစေခဲ့တယ်ကြောက်ဆောင်ပေါ်ကနေရုတ်တရက်ပြုတ်ကျသွားတာလားသူတကယ်တည်သွားတာလားမတည်သွားတာလားဆိုတာအတိမပြုတ်နိုင်ဘူးသူဟာမော်ပညာဒါမှမဟုတ်သူ့အတွက်အကျိုးရှိစေမဲ့တကူကူရရှိခဲ့ပုံပဲမဟုတ်လားလို့တွေးနေပြီးဦးချမ်းကဒါနဲ့အုံကြီးမင်းရဲ့ညီမလေးစီတည်င်းထူးတွေရှိသေးလားလို့မေးလိုက်တာကြောင့်အုံကြီးကလည်းဟမ်မရှိပါဘူးဒါပေမဲ့တခင်ရဲ့ဘာလို့ရုတ်တရက်သူမအကြောင်းမေးရတာလဲလို့မေးလိုက်ကဦးချမ်းကဘာမှမဟုတ်ပါဘူးမင်းတို့မိသားစုအကြောင်းတကူကူတတိယမိသွားလို့ပြီးတော့သူမရဲ့လက်ရှိအခြေအနေကိုသိချင်ရုံလေးပါလို့ပြောလိုက်ပြီးချင်းချွမ်းကသူမကိုဒီလောက်ဂရုစိုက်ပေးလို့ကျေးဇူးတင်ပါတယ်ကျမညီမလေးကဘယ်နေရာပဲဖြစ်ဖြစ်ကောင်းကောင်းရှင်သန်နိုင်ပါပါအမေကကျမကိုပဲအောက်ဘုံခေါ်လာပြီးဆိုတော့သူမကတော့ကျမလောက်အပေခံဖြစ်မှာမဟုတ်ဘူးလို့ပြောပြလိုက်ကဦးချမ်းကအိုးဒါဆိုမင်းအမေပေါ်ဘလို့ခံစားရလဲသူမကိုလွမ်းသလားဒါမှမဟုတ်မုန်းလားလို့မေးလိုက်တာကြောင့်ချင်းချွမ်းကကျမမသိဘူးကျမဘယ်တော့မှအဲ့လိုမတွေးဘူးကျမတခင်ငယ်နားမှာနေပြီးအလုတ်ကျွေးပြုချင်ရုံပါလို့ပြောပြလိုက်ပါတယ်ဦးချမ်းကထိုစကားကြောင့်အဲ့ဒါမဖြစ်နိုင်ဘူးမင်းကစိတ်ကြွယ်ရမှာကြည်မိသားစုမှာမွေးဖွားလာတယ်အဲ့တော့မင်းမိသားစုစီပြန်ရမယ့်အချိန်ရောက်လာမှာလို့ပြောလိုက်တာကိုချင်းချွမ်းကမျက်လုံးပြူသွားပြီးတခင်ငယ်အဲ့ဒါဘာကိုဆိုလိုတာလဲလို့မေးလိုက်ကဦးချမ်းကမင်းနဲ့မင်းညီမရုပ်ချင်းအတူတူပဲလေအဲ့တော့မင်းကငါ့အမေကိုနာခံသေးရင်မင်းကငါ့ကိုကြည်မိသားစုကိုထိန်းချုပ်ဖို့ကူညီပေးနိုင်လိမ့်မယ်လို့ပြောလိုက်တာကြောင့်ချင်းချွမ်းကကြည်မိသားစုကိုထိန်းချုပ်ဖို့လားလို့ပြောနေတော့ကိုချမ်းကသူမနာကိုရုတ်တရက်ကတ်လိုက်ရင်ဘာလို့လဲအုံကြီးမင်းကမလှုပ်ချင်ဘူးလားငါ့ကိုမချစ်တော့ဘူးလားလို့မေးလိုက်တာကြောင့်ချင်းချွမ်းကလည်းမဟုတ်ပါဘူးကျမကြည်မိသားစုအပေါ်ဘာတန်ရုံးစင်မှမရှိပါဘူးတခင်ရဲ့စီစဉ်သမျှအကုန်လုံးကျမနာခံပါမယ်လို့ပြောလိုက်ကကိုချမ်းကကောင်းပြီငါရဲ့အုံကြီးကမပြောင်းလဲသေးဘူးပဲဒါပေမဲ့ဒါအတွက်တော့မလုံလောက်သေးဘူးငါတို့လောက်ရမယ့်တခြားအရေးကြီးတာရှိသေးရဲ့လို့ပြောလိုက်ပြီးချင်းချွတ်တခင်ရဲ့ဇီယံကိုကယ်တင်ဖို့စူးစမ်းနေတဲ့ဇီမိသားစုအကြောင်းပြောနေတာလားဒါပေမဲ့ကျမတို့ကသူတို့ကိုဒီမှာအကြာကြီးစောင့်မျှော်နေခဲ့ပြီးသားပါတစ်ဖက်မှာတော့ဇီမိသားစုကတခြားဂိုင်းအမျိုးမျိုးကြောင့်ပျောက်ကွယ်လူနီးပါးဖြစ်နေပြီလို့ပြောပြလိုက်ပါတယ်တစ်ဖက်ကစစ်မြစ်ပြင်နေရာမှာဇီမိသားစုတွေဟာတော်တော်များများအကျဆုံးသွားကြပြီးထိုနေရာမှာမင်းကလေးအကြီးကကမိသားစုကောင်းဆောင်ဒီနေရာမှာရက်နေဖို့နေရာတော့မရှိဘူးဘာလို့ဒီမြင်ကွင်းကိုကြည့်ဖို့ဒီလိုလာနေရတာလဲလို့မေးလိုက်ကမိသားစုကောင်းဆောင်ကဘာဖြစ်လို့လဲဂူမိသားစုလှုပ်ရှားနေတာကြာပြီပဲငါခဏလောက်အပြင်ထွက်လာလို့မရဘူးလားလို့ပြောလိုက်ပြီးအကြီးကဲနောက်တစ်ယောက်ကလည်းငါတော့ရင်ခုန်နေပြီလို့ပြောဆိုနေကြပါတယ်တစ်ဖက်မှာချင်းချွန်းကသူတို့တကယ်ပဲဇူယန်တီယန်ချင်းကိုလာကယ်ဖို့လုံးမလာလို့မေးနေပြီးဦးချမ်းကစိတ်မပူပါနဲ့သူတို့မကြခင်ရောက်လာမှာပါလို့ပြောလိုက်ပါတယ်တစ်ဖက်ကဗာမီလီယိုညက်တိုင်းပြည်ရဲ့နန်းတွင်းထဲမှာမင်းကြီးကဟောင်းကအချိန်နေဘလို့လဲဇီယန်တီယန်ချင်းကိုရှာတွေ့ခဲ့လာလို့မင်းနေကကျူးဟောက်ကဂူချမ်းကအရန်အောင်စစ်ဆက်ပြီးတေချာပြီးသူတို့မှာတင်မောအုပ်စုတွေအရန်များတယ်ဒီလောက်တူတောင်းတဲ့အချိန်အတွင်းမှာတော့မှဘာတရင်မှရှာမတွေ့ခဲ့ဘူးလို့ပြောပြလိုက်တာကြောင့်မင်းကြီးကငါတို့တော့တွားပြီပဲဇီမိသားစုကစစ်တီတွေကအထက်ပုံကနေဆင်းလာပြီးဂူချမ်းကိုတိုက်ခိုက်တော့မယ်ဟောင်းကငါတို့ဘာလို့ရမလဲလို့ပြောနေပြီးကျူးဟောင်ကလည်းအဖေလို့ပြောလိုက်ရင်လက်တီးကိုစုပ်နေကမင်းကြီးကအကြီးကဲရန်လို့ပြောလိုက်ပြီးအကြီးကဲရန်ကဂိုင်းကပြောတာတော့ဇီမိသားစုကအခုလူတိုင်းရဲ့ပြစ်မှတ်ဖြစ်နေပြီးထိုင်ရှမ်းကောင်းကင်ပေါ်အနေနဲ့ဒီကိစ္စမှာပါဝင်ဖို့မလွယ်ကူလို့ပြောပြလိုက်တာကြောင့်ကျူးဟောက်ကနားလဲပါပြီအဖေကျွန်တော်ဝန်အားစီကိုတွားပြီးဂူချမ်းကိုရှာဖို့တောင်းဆိုမယ်ကျွန်တော်သူ့ကိုအတနာခံဖို့ညာတာဖို့တောင်းပန်မယ်အခုအချိန်တွေမှာဒီလိုဖြစ်လာပြီဆိုမှတော့ငါတို့တခြားရွေးချယ်စရာမရှိတော့ဘူးလို့ပြောလိုက်ရင် chapter 165ဒီမှာတင်ပြီးသွားပါတယ်chapter 166အစမှာလူတယောက်ဟာတကားကိုခောက်လိုက်ပြီးတန်ဝမ်နားကိုရောက်ရှိလာကတန်ဝမ်ကကျမစီတကူကူလိုချင်တာရှိလားအရာရှိကျင်းလို့မေးလိုက်ပြီးကျင်းဟူရာမင်းကလေးတန်ရဲ့မျက်ခုံးတွေကတွန်းနေတာကိုကျွန်တော်သတိထားမိလို့ပါတကူကူစိတ်အနှောက်အယှက်ဖြစ်နေတာရှိလို့လားလို့မေးလိုက်ကတန်ဝမ်ကအော်ဘာမှမဟုတ်ပါဘူးကျမတို့ရဲ့စရင်စရာတွေနဲ့ပတ်သက်တဲ့အသေးအခွဲကိစ္စလေးတွေပါလို့ပြောလိုက်တာကြောင့်ကျင်းဟူရာဒါဆိုလဲမင်းမကန့်ကွက်ဘူးဆိုရင်မင်းရဲ့စိုးရင်ပူပန်မှုကိုကျွန်တော်ပြောပြပေးပါလားမင်းကလေးတန်လို့ပြောလိုက်ပြီးတန်ဝမ်ကဂူချမ်းကိုရဲ့စစ်တပ်ကရှေ့ဟောင်းဗာမီလီယိုညက်ဘရင်နိုင်ငံမှာအခြေစိုက်ကလေးကတာမန်လူတွေကကျင့်ကြံသူတွေကပါအကုန်လုံးဒီနိုင်ငံကနေထွက်ပြေးကုန်ကြပြီဒါကြောင့်ကျမတို့ရဲ့စီးပွားရေးကလို့ပြောနေတော့ကျင်းဟူရာစစ်ဖြစ်တော့မဲ့အခြေအနေဆိုတော့လူတွေစိုးရိမ်တာတဘာဝပါပဲဒါပေမဲ့မင်းကလေးတန်ဘာလို့တခြားသူတွေလို့ထွက်မပြေးတာလဲလို့မေးလိုက်ကတန်ဝမ်ကကျမကတော့စစ်ပွဲမဖြစ်သွားဘူးဆိုရင်ကျမတို့အခုလိုအရှုံးပေါ်နေတာတော့မှလက်ခံပါတယ်လို့ပြောပြလိုက်ပါတယ်ကျင်းဦးရာမင်းသားကိုပြောနေတာချူအောင်ကြောက်ဖြစ်ရမယ်ငါရဲ့ဒီဘဝအစ်စ်မှာဒီလိုခံစားချက်မျိုးရှိလာမယ်လို့ငါတခါမှမတွေးခဲ့မိဘူးဒါပေမဲ့ဝမ်အားမင်းဒုက္ခရောက်နေတာကိုငါဒီတိုင်းကြည့်နေလို့မရဘူးလို့တွေးနေတော့တန်ဝမ်ကဒါနဲ့အရာရှိကျင်ကရောတခြားအရာရှိတွေလိုမျိုးအကုန်လုံးကြောက်ပြီးဗာမီလီယိုညက်ဘရင်နိုင်ငံကနေထွက်ပြေးကုန်ကြပြီလေလို့ပြောလိုက်တာကျင်းဦးရာကလည်းကျွန်တော်ကဒီမှာနေခဲ့မှာပါမင်းကိုကာကွယ်ပေးဖို့ပါမင်းကလေးတန်လို့ပြောလိုက်တာကြောင့်တန်ဝမ်ကအကြောင်လာပြီးဟမ်လို့ပြောလိုက်ကကျင်းမှုရာစဉ်းစားကြည့်လေကျွန်တော်ကမင်းတို့မျိုးနယ်စုထဲကိုဝင်လာမှမကြသေးတာတကယ်တော့ကျွန်တော်သာထွက်သွားရင်နောက်တခြားမျိုးနယ်စုတွေကဂိုင်းတွေကကျွန်တော်ဘယ်လိုမြင်ကြတော့မလဲလို့ပြောလိုက်တာတန်ဝမ်ကလည်းရေလိုက်ပြီး
အရာရှိကျင်ကအရန်ရေရယုံတွေမကောက်ဟာတာလည်းအတော်ပြောတာပဲနော်လို့ပြောနေတော့မင်းကလေးတယောက်ဟာရုတ်တရက်တခင်မလေးမင်းသားကျူးအောင်ကတခင်မလေးနဲ့တွေးချင်လို့ပါလို့ပြောပြလိုက်ပြီးပြန်ဝမ်းအခုသူဘာလို့ရှိပြန်တာလဲကျမသူ့မတွေးချင်ဘူးလို့ပြောနေတော့ကျူးအောင်ကရောက်ရှိလာကဝမ်းငါမျိုးအရန်အရေးကြီးတဲ့ကိစ္စတခုပြောစရာရှိတယ်အခုငါ့ကိုမင်းတယောက်တည်းပဲကူညီနိုင်တော့တာလို့ပြောပြလိုက်ပါတယ်ကျင်းဦးရာကျူးအောင်ကြည့်နေရင်နောက်ဆုံးတော့သူရောက်လာပြီပေါ့လို့တွေးနေကပြန်ဝမ်းမင်းကဘလို့တောင်အထက်ကိုအတင်းဝင်လာရဲတာလေလို့မင်းနေပြီးကျူးအောင်ကဝါအရင်ကဖြစ်ခဲ့တဲ့ကိစ္စအတွက်မင်းငါ့ကိုစိတ်ဆိုးနေတယ်ဝဲဆိုတာငါသိတယ်ငါတောင်းပန်ပါတယ်ဒီချိန်တာမင်းငါ့ကိုကူညီရင်မင်းပြောသမျှအကုန်လုံးငါနားထောင်ပါမယ်လို့ဂရုပေးပါတယ်လို့ပြောနေတော့ချင်းဦးရာတားလိုက်ရင်ရက်လိုက်တော့အနောက်ထပ်မလာနဲ့လို့ပြောလိုက်ကချူအောင်ကလည်းကြောင်သွားပြီးမင်းကဘာလုပ်လဲလို့မေးလိုက်ကကြံဝါကချင်းဦးရာရဲ့လက်ကိုဖယ်လိုက်ရင်မင်းအမှန်တိုင်းပြောနေတာလားမင်းအတွက်ငါလုပ်ပေးတဲ့သမျှအားလုံးကအခုနားလေသွားတာလားလို့မေးလိုက်တာကြောင့်ချူအောင်ကနားလိုက်တာပေါ့အခုဇီမိသားစုရဲ့စစ်တပ်ကရောက်ရှိလာတော့မယ်စစ်ပွဲမဖြစ်အောင်သူ့ကိုဒီနိုင်ငံကနေထွက်သွားခိုင်းဖို့လိုတယ်ပြီးတော့ငါနဲ့ကူချမ်းကိုဆက်ဆံရေးဘလို့လဲဆိုတာမင်းလည်းသိတာပဲဒါကြောင့်ဝမ်အားကူချမ်းကိုငါတို့အပေါ်တနာညတာပြီးဒီကနေထွက်သွားပေးဖို့မင်းပြောပြလို့ရမလားလို့ပြောပြလိုက်ပါတယ်ပြန်ဝမ်ကလည်းကျူးအောင်ရဲ့စကားကြောင့်မျက်ရည်ဝဲနေရင်မင်းဘာတွေလုပ်နေတာလဲငါနဲ့ तू ကဘာမှမတတ်ဆိုင်ဘူးဘာလို့ငါ့ကိုသူ့စီကနေတောင်းပန်ခံရမှာလဲငါကဘလို့လုပ်ပြီးသူ့ရဲ့ဆုံးဖြတ်ချက်ကိုပြောင်းလဲအောင်လုပ်နိုင်မှာလဲလို့ပြောလိုက်ကကျူးအောင်ကဝါအခြေအနေတွေကဒီထိရောက်နေပြီပဲမင်းချက်ပြီးဖုံးကွယ်မနေပါနဲ့တော့မင်းနဲ့ကူချမ်းကိုနဲ့ရင်းနှီးတယ်ဆိုတာငါသိပါတယ်မင်းနဲ့သူနဲ့ကလွတ်ဝက်ပြီးတွေးနေကြတာမဟုတ်လားလို့ပြောလိုက်တာတန်ဝမ်ကလည်းစိတ်တူသွားပြီးကျင်းဦးရာကလည်းထိုစကားကြောင့်မျက်လုံးပြူးနေတော့ကူထဲကအကြီးကမဟုတ်ဒါပေမဲ့မင်းနဲ့သူ့ကြားတော်တော်လေးကိုရှုပ်ထွေးတဲ့ဆက်ဆံရေးတွေရှိနေတယ်ဟုတ်တယ်မလားလို့ကျင်းဦးရာကိုပြောနေကကျူးအောင်ကတောင်းပန်ပါတယ်အရင်ကငါမင်းနောက်ကိုလိုက်ခဲ့ဖူးတယ်မင်းတို့နှစ်ယောက်ကြားအကြောင်းအရာတွေကိုငါအကုန်သိတယ်ငါတကယ်ကိုရွေးချယ်စရာမရှိတော့လို့ဒီကိစ္စကိုထုတ်ပြောရတာပါလို့ပြောပြလိုက်ပါတယ်တန်ဝါအဲ့တော့မင်းတကယ်ပဲဗာမီယုံညက်ဘရင်နိုင်ငံကိုကယ်တင်နိုင်မှာငါတယောက်တည်းပဲလို့ထင်နေတာလားဒါကြောင့်မင်းတို့အထူးအဆင့်မြင့်ကျင့်ကြံသူတယောက်ဟာတိတ်ခါမဲ့တဲ့အနေအထားအထိဆင်းပြီးငါ့ကိုတောင်းပန်ပြီးအကူအညီတောင်းနေတာပေါ့လို့မေးလိုက်တာကြောင့်ချူအောင်ကဝါငါကလို့ပြောနေတော့တန်ဝါကဒေါ်လာထုတ်တာပြီးအဲ့တော့ငါသူနဲ့အရင်ကြီးတယ်လို့မင်းကယုံကြည်နေတာပေါ့ငါရာထူးတက်ဖို့အတွက်တခြားသူတွေကိုစွန့်ပစ်ပြီးကိုချင်းတရားပြက်ပြားနေတဲ့မိမလို့မင်းကထင်နေတာလားငါဒါတွေအားလုံးကိုဘ누구အတွက်လုပ်ခဲ့တယ်လို့မင်းထင်လေလို့အော်ပြောလိုက်တာကြောင့်ချူအောင်ကလည်းရုတ်တရက်ဒူးထောက်ချလိုက်ပြီးဝမ်အားငါမားပါတယ်မင်းမအကြောင်းပြချက်တွေရှိမဲ့ဆိုတာငါသိပါတယ်ဒါပေမဲ့အခုကလို့ပြောနေတော့ပြန်ဝမ်ကတော်တော့မင်းငါတော်တော်စိတ်ပြတ်သွားပြီးသူ့အပြင်ကိုမောင်းထုတ်လိုက်ပါလို့ပြောလိုက်ပါတယ်ထိုစကားကြောင့်ချူအောင်ကလည်းဝမ်အားလို့ပြောလိုက်ပြီးကျင်းဦးရငါမင်းကိုတီးခတ်နေတာကြပြီးမင်းကဘလူတော်မင်းကလေးတယောက်အခုလိုမျိုးစကားပြောရဲတာလေမင်းကဘလူကောင်မျိုးလေဆိုကစွမ်းရည်တွေကိုထုတ်လိုက်ရင်ချူအောင်ကိုစားတိုက်ခိုက်ရလိုက်တာကြောင့်ချူအောင်ကလည်းအပြင်ကိုလွတ်ထွက်သွားပြီးချူအောင်ကအထူးအဆင့်မြင့်ကျင့်ကြံသူလားဗာမီယုံညက်ဘရင်နိုင်ငံမှာမင်းလူရှိနေတာငါဘာလို့မသိခဲ့ရတာလဲမင်းကဘာလို့လဲဝါရဲ့အနားမှာကပ်ပြီးဘာတွေကြံစီနေတာလဲလို့မေးလိုက်ကကျင်းဦးရငါပါကြံစီနေရလဲဟုတ်လားငါကိုယ့်ရည်မှန်းချက်ကိုအောင်မြင်ဖို့မင်းကလေးတယောက်ရဲ့ဂုဏ်သိက္ခာကိုဖျက်ဆီးမဲ့သူမျိုးမဟုတ်ဘူးလို့ပြောလိုက်ပြီးကျူအောင်ကဒါငါတို့နှစ်ယောက်ကြားကိစ္စပဲမင်းနဲ့ပါဆိုင်လဲငါရဲ့ကိုရေးကိုတာကိစ္စတဲ့ကိုမင်းကစိုးဝင်နေရဆိုရင်တော့ငါလက်ကသားမမဟုတ်တော့လို့ပြောလိုက်ကကျင်းဦးရငါသူမအခုမှခန့်ထားတဲ့အရာရှိအစ်စ်ပဲသူမမတွေးကျင်တဲ့လူတွေကိုမောင်းထုတ်ပေးဖို့ကငါရဲ့တာဝန်ပဲလို့ပြောပြလိုက်ပါတယ်ချူအောင်ကထိုစကားကြောင့်အစွမ်းတွေကိုစတင်ထုတ်လိုက်ပြီးငါလန်ကဖယ်စမ်းမင်းဒီလိုလုပ်ရက်တွေကဗာမီလီယိုညက်ဘရင်နိုင်ငံကိုဒုက္ခတေဆောင်ပေးလိုက်နေဆိုတာမင်းသိလားလို့ပြောလိုက်ကချူအောင်ကသူတို့ကမတိုက်ခိုက်ကြရင်အာယံကယ်ဖို့ငါမှဘလို့လို့အခွင့်အရေးရှိမှလဲလို့တွေးနေရင်ကျူအောင်နဲ့ကျင်းဦးရာစတင်တိုက်ခိုက်လိုက်ကြပါတယ်တစ်ဖက်ကဂူချမ်းကိုရှိတဲ့နေရာမှာ system ကပေါ်လာပြီး system မှာရေးထားတာတတိပေးချက်ကံပါရမီရှင်နှစ်ဦးပြိပခဖြစ်ပွားနေသည်နှစ်ဦးစလုံးကံတရားအတန်ဖိုးတွေကကျဆင်းနေသည်လို့ရေးထားပြီးဂူချမ်းကိုက system ကိုကြည့်နေရင်ပြန်ဝင်ကတော့ငါ့ကိုစိတ်မပြတ်စီဘူးပဲဒါပေမဲ့နှမျောစရာပဲမင်းတို့နှစ်ယောက်တည်းကဘသူကပို့အစွမ်းထက်တယ်ဆိုတာငါမမြင်လိုက်ရအောင်ဒီတိုက်ပွဲကြီးကိုအဆုံးသတ်ဖို့အချိန်တက်ပြီးအဖိုးကြီးတွေတော်တော်များများရောက်လာကြတာပဲလို့ပြောနေတော့ဇီအကြီးကဲတွေဟာရောက်ရှိလာပြီးဂူမိသားစုရဲ့စက္ကန့်သူမင်းရဲ့စိတ်ထားတော်တော်လေးကိုယုံညံ့တာပဲငါတို့ရဲ့ဇီမိသားစုရဲ့တပည့်တွေကိုဒုက္ခပေးနေတာငါတို့ရဲ့စက္ကန့်သူတွေကိုဒဏ်ရာရစေတာပဲငါတို့ရဲ့အထူးကျွမ်းကျင်သူတပ်ပြစ်တာနောက်ဆုံးငါတို့ရဲ့ဇီမိသားစုကိုလူတိုင်းရဲ့ပြစ်မှတ်ဖြစ်အောင်လုပ်တာတွေအထိပဲလို့ပြောလိုက်ကဂူချမ်းကမင်းကဇီမိသားစုရဲ့ပထမအကြီးကဲလာလို့မိလိုက်ပါတယ်ဇီအကြီးကဲကမင်းနဲ့စကားပြောပြီးအချိန်မပြုံးချင်တော့ဘူးသုံးကြီးရေတွက်မယ်ဇီယန်တယန်ကြီးကိုငှက်လက်ထဲအပ်လိုက်ဒါဆိုရင်မင်းတည်တဲ့အခါမင်းရဲ့အလောင်းကိုမပြတ်စည်းစေပဲထားပေးမယ်လို့ဆိုပြီးသုံးစုကစတင်ရေတွက်တော့မဲ့အချိန်ဂူချမ်းကသူ့ကိုတတ်ကြဆန်းငါဘာလုပ်ရမလဲဆိုတာလာခိုင်းတဲ့သူငါအမုန်းဆုံးပဲလို့ပြောလိုက်တာကြောင့်ဂူချမ်းကိုဘက်ကသူတွေဟာစတင်လှုပ်ရှားလာကြကဇီမိသားစုကမကောင်းဆိုးကအမွေစက္ကန့်သူနဲ့ပူးပေါင်းသွားပြီးသူတို့ရဲ့ပြစ်မှုအတွက်ခံလုံတဲ့အထောက်အထားတွေရှိပြီးသားပဲအဲ့တော့တယောက်မှအသက်မရှင်စေနဲ့လို့ဆိုကစတင်တိုက်ခိုက်လိုက်ပြီးဇီမိသားစုကသူတွေကလည်းဂူမိသားစုရဲ့စက္ကန့်သူကငါတို့ရဲ့နာမည်ကိုတမင်တကာဖျက်ဆီးနေတာသူကသူ့ရဲ့မကောင်းတဲ့အကြံစီတွေအတွက်ငါတို့ဇီမိသားစုရဲ့ပါရမီရှင်တပည့်တွေကိုဖမ်းဆီးကြတယ်တပည့်များအားလုံးနားထောင်ကြဂ
ကူချမ်းကိုတက်ပြီးဇီယန်တရန်ချင်းကိုကယ်တင်ကြဆိုကပြီးတိုက်ခိုက်လိုက်တာကြောင့်ကြီးမားတဲ့စစ်ပွဲကြီးကစတင်ဖြစ်ပွားသွားကြကတစ်ဖက်နဲ့တစ်ဖက်ကလည်းကိုစီစွမ်းအင်တွေကိုအုံပြုထားပြီးတိုက်ခိုက်နေကြပြီးတချို့သူတွေကလည်းစစ်တင်မောတွေကိုအုံပြုပြီးတိုက်ခိုက်နေကြရင်ကြီးမားတဲ့စစ်ပွဲကြီးဟာဖြစ်ပွားနေကြကထိုစစ်ပွဲတွေမှာဇီကျညံသူတယောက်ဟာအရေးနှိမ့်နေပြီးမင်းတို့ရုံးမာတဲ့ထန်ရှမ်းမျိုးနယ်စုလို့ပြောနေပြီးနောက်တစ်ဖက်မှာဇီမိသားစုရဲ့ကျညံသူဟာမိချောင်မျိုးနယ်စုအတူတိုက်ခိုက်နေရင်ဒါဆိုရင်ရှေ့ဦးကဘာဦးမိချောင်မျိုးနယ်စုအဆိုတာအမေခံတက်တက်ပဲပေါ်လို့ပြောဆိုနေကထိုနေရာမှာရှိတဲ့ပြည်သူတချို့ဟာထိုစစ်ပွဲကြောင့်ထွက်ပြေးနေရင်တကယ်ငယ်ချမ်းကိုကဇီမိသားစုနဲ့တကယ်ကြီးစတင်တိုက်ခိုက်နေပြီးသူတို့ကဘာဆွေးနွေးမှုမှမလုပ်ပဲတိုက်နေကြတာလားလို့ပြောနေပြီးနောက်တစ်ယောက်ကလည်းမြန်ပြေးကြဘာမလီယိုညက်ဘရင်နိုင်ငံမှာဆက်နေရင်ငါတို့လည်းတေကုန်ကြလိုက်မယ်လို့ပြောဆိုနေကြပါတယ်တစ်ဖက်ကဂူချမ်းကိုတို့ရှိတဲ့နေရာမှာဇီအကြီးကဂူမိသားစုရဲ့စက္ကန့်သူမင်းကမင်းကိုမင်းအထင်အရန်ကြီးလွန်းနေတာပဲငါသာလက်တစ်ချောင်းထဲနဲ့မင်းကိုတိုက်လိုက်ရင်မင်းကပြတောင်ကြမှာမဟုတ်လို့ပြောလိုက်ကဂူချမ်းကိုကလည်းပြုံးလိုက်ပြီးဒါဆိုရင်မင်းကငါ့ကိုဘာလို့မတိုက်ရရလဲမင်းကမတိုက်ချင်တာလားဒါမှမဟုတ်မင်းကမတိုက်ရဲတာလားလို့ပြောလိုက်တာကြောင့်ဇီအကြီးကမင်းရဲ့အနောက်မှာအမြင့်ဆုံးအစင်ကျင့်ကြံသူတယောက်ကကာကွယ်ပေးထားယုံနဲ့မင်းလှုပ်ချင်ရလှုပ်လို့ရမယ်လို့ထင်နေတာလားမင်းကိုတတ်ဖို့ငါလက်တစ်ချောင်းထဲတော့မတုံးစရာမလိုလို့ဆိုလိုက်ကဂူချမ်းကိုကလည်းဝိုးသူတို့အားလုံးကအထူးအဆင့်မြင့်ကျင့်ကြံသူတွေပဲဇီမိသားစုကငါတို့နဲ့ထိတ်တိုက်ရင်ဆိုင်တိုက်ပွဲမှာရှုံးနိမ့်ခဲ့ပေမဲ့လူတယောက်တွေကငါစီကိုကယ်တင်ဖို့အတွက်အခုဆိုအထူးကျွမ်းကျင်သူတွေအများကြီးတုံးနိုင်သေးတာပဲပထမအကြီးကဲမင်းကငါ့ကိုတကယ်အထင်ကြီးပေးတာပဲလို့ပြောနေတော့ဇီအကြီးကမင်းကလက်ကွက်တွေအများကြီးရှိတဲ့ကလေးစုပ်ပဲငါတို့ရဲ့9ယောက်မြောက်ညီအကိုတော်မှမင်းရဲ့လက်ကွက်ကြောင့်တေခဲ့ရပြီးအဲ့တော့မင်းနဲ့တိုက်ခိုက်တဲ့အခါငါဘလို့လုပ်ပြီးပေါ့ပေါ့ဆဆနေလို့ရမှလဲလို့ပြောလိုက်ပြီးဇီမိသားစုရဲ့အစ်စ်မြင့်ကျင့်ကြံသူတွေဟာကူချမ်းကိုတိုက်ခိုက်ဖို့ပြေးလာကြရင်ဂူမိသားစုရဲ့စက္ကန့်သူတေလိုက်တော့လို့ပြောလိုက်ပါတယ်ဒီလိုနဲ့ကူချမ်းကိုတိုက်ခိုက်တော့မဲ့ချိန်မျိုးနယ်စုတချို့ရဲ့အကြီးအကဲတွေဟာရောက်ရှိလာပြီးကူချမ်းကိုကာကွယ်ပေးထားတာကိုကြီးနေတဲ့ဇီအကြီးအကဲကပြုံးနေရင်ဂူမိသားစုရဲ့စွမ်းရည်အပြည့်အစုံကိုငါခက်မှန်လို့မရသေးပေမဲ့မင်းရဲ့လက်အောက်ငယ်သားအများစုကအထူးအဆင့်ကျင့်ကြံသူတွေပဲရှိသေးတယ်လို့ပြောဆိုနေပြီးကူချမ်းကိုရဲ့နောက်မှာရုတ်တရက်အဆင့်မြင့်ကျင့်ကြံသူတယောက်ဟာရောက်ရှိလာပြီးအဲ့တော့အဲ့ဒီထဲကိုဝင်ခဲ့စမ်းဒီအနန္တကောင်းကင်မီးအိမ်ထဲကိုပြီးတော့မင်းတို့တည်တဲ့အထိအစွမ်းကုန်ရုန်းကန်ကြပြီတော့လို့ပြောလိုက်တာကြောင့်ကူချမ်းကိုကလည်းထိတ်လန့်သွားရင်အမြင့်ဆုံးတော့အဆင့်ယေဒနာတစ်ခုဟုတ်လာလို့ပြောလိုက်ရင် chapter 166ကဒီမှာတင်ပြီးသွားပါတယ်chapter 169အစမှာကူချမ်းကိုကအနန္တကောင်းကင်မီးအိမ်ထဲကိုဆွဲသွင်းတာခံလိုက်ရတာကြောင့်ရန်ယူကတခင်ငယ်လို့အော်ပြောလိုက်ပြီးချင်းရွှဲကလည်းတခင်ငယ်လို့အော်ပြောလိုက်ပါတယ်တစ်ဖက်မှာကူချမ်းကိုကနေရာတနေရာကိုရောက်ရှိသွားကဇီအကြီးကဒီအနန္တကောင်းကင်မီးအိမ်ထဲမှာဆိုရင်အပြင်လောကနဲ့အဆက်အသွယ်အကုန်ပြတ်တောက်သွားပြီးဘလို့စွမ်းရင်လိုင်းမှဒါမှမဟုတ်ဘလို့နီးပညာမှဒီထဲကနေအပြင်ကိုပေါက်ကျသွားမှာမဟုတ်လို့ပြောပြလိုက်ပြီးကူချမ်းကအင်းကြည့်ရတာဒီအတိုင်းပဲဖြစ်ပုံရတယ်လို့ပြောလိုက်တာကိုဇီအကြီးကမင်းအခုရောက်နေတဲ့အခြေအနေကိုမင်းကမသိဘူးလားမင်းရဲ့အနောက်မှာအမြင့်ဆုံးကျင့်ကြံသူအစဉ်တယောက်ရှိနေရင်တော့မှဒီထဲကိုဝင်လာပြီးမင်းကိုကာကွယ်ပေးဖို့ဆိုတာအချိန်တော်တော်ပေးရလိမ့်မယ်ငါအထူးအဆင့်မြင့်ကျင့်ကြံသူတယောက်မင်းတို့အဆင့်မြင့်တက်ရှင်ဝိညာဉ်အဆင့်လောက်တော့တတ်ဖို့ဆိုတာမင်းတကယ်ပဲဖြစ်နိုင်မယ်လို့မင်းကထင်နေတာလားလို့ပြောလိုက်တာကြောင့်ကူချမ်းကထားရည်လိုက်ပြီးမဟုတ်ပါဘူးငါဒါကိုရေစရာကောင်းတယ်လို့တွေးမိလို့ပါကျင့်ကြံသူတယောက်အနေနဲ့မင်းကတော်တော်လေးကံကောင်းတာပဲဘာလို့လဲဆိုတော့နောက်ဆုံးမှာမင်းပါကြောင့်တရားလဲဆိုတာအကြောင်းပြချက်ကိုမင်းသိသွားတော့မှမလို့ပါဆိုကပြောလိုက်ပါတယ်တစ်ဖက်ကဘာမလီယုံညက်ဒန်းတော်ထဲမှာစစ်ပွဲရဲ့အပိုင်းစားတချို့ကြောင့်ထိခိုက်ပျက်စီးနေပြီးမင်းကြီးကဒူးထောက်ချလိုက်ရင်ဟောဟာမင်းပါတွေလုံနေတာလေငါတို့သွားပြီငါတို့အားလုံးသွားပြီငါတို့ဘိုးဘေးပြည်တီထောင်ခဲ့တဲ့မြအရာအားလုံးကငါလက်ထဲမှာပျက်စီးကုန်ပြီလို့ပြောဆိုနေပါတယ်တစ်ဖက်ကကျူးအောင်ရှိတဲ့နေရာမှာကျင်းဦးရနဲ့ကျူးအောင်တို့ဟာအပြင်းထန်တိုက်ခိုက်နေကြကတန်ဝမ်းကရှောင်လဲလို့မရတဲ့စစ်ပွဲကတော့စတင်ခဲ့ပြီပေါ့လို့ပြောလိုက်တာကြောင့်ကျူးအောင်နဲ့ကျင်းဦးရတို့ဟာရုတ်တရက်တိုက်ခိုက်လိုက်တာကိုရက်လိုက်ပြီးထိုနေရာမှာစစ်ပွဲတွေကနေကြားလာတဲ့အပိုင်းအစတွေဟာကြားလာတာကြောင့်ကျင်းဦးရနဲ့ကျူးအောင်တို့ဟာဝါတတိထားလို့ပြောလိုက်ကကျင်းဦးရသူမကိုပြေးကြည့်လိုက်ပြီးကျူးအောင်ကလည်းထိုအပြက်စီးတချို့ကိုကာကွယ်ပေးနေရင်ဝါမင်းအဆင်ပြေရလားသူမကိုလွတ်လိုက်လို့ပြောလိုက်တာကိုကျင်းဦးရကလည်းသူမကိုအောက်ချပေးလိုက်ကမင်းကလေးတန်ဒီနေရာအန်ဒီအများတယ်ကျေးဇူးပြုရဲ့အမြန်ထွက်သွားပါလို့ပြောလိုက်ပြီးကြံဝံကဒါဆိုအရာရှိချင်းကရောဘလို့လဲလို့မေးလိုက်ကကျင်းဦးရငါဖြည့်ချင်းစရာတချို့လေးတွေကြံနေသေးလို့ပါစိတ်မပူပါနဲ့ငါအဆင်ပြေမှာပါလို့ပြောလိုက်တာကြောင့်တန်ဝံဒါဆိုရင်ဂယုဆိုင်ပါအောင်အရာရှိလို့ပြောဆိုနေကြတော့ကျူအောင်ကလည်းကြည်နေရေအခုကငါရဲ့အချစ်ရေးကိုဂယုဆိုင်ရမယ့်အချိန်မဟုတ်ငါတို့နိုင်ငံရဲ့အထီးခိုက်ပျက်စီးမှုအတူတောင်ဆုံးအချိန်အတွင်းမှာအ ਨੇ ဆုံးဖြစ်အောင်အရင်လျှော့ချရမယ်ဒါပြီးရင်တော့ငါပြန်လာပြီးအကောင်ရှင်းပြရမယ်လို့တွေးနေပြီးတန်ဝံကကျူးဟောင်ကိုကြည့်နေရင်ကျမသူ့ကိုအမြဲတမ်းဦးစားပေးခဲ့တာဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာသူ့ရဲ့အဖေနဲ့နိုင်ငံကပဲအရင်ဆုံးဖြစ်နေတာပဲသူကအခုမှတွေ့တဲ့အရာရှိချင်းထက်တောင်မှကျမအပေါ်ညဉ့်ညံမှုမရှိဘူးလို့တွေးနေပါတယ်ချင်းဦးရအကြီးကဲအိတ်မနေနဲ့တော့အခုကငါတို့လှုပ်ရှားဖို့အကောင်းဆုံးအချိန်ပဲလို့စိတ်ထဲကနေပြောလိုက်ကဂူထဲကအကြီးကဲကကောင်းပြီလေဒါဆိုရင်လှုပ်ကြတာပေါ့ဂူမိသားစုထဲကအဖိုးကြီးတရဝါကောင်ဒီမှာမရှိဘူးဆိုရင်တော့ငါဘာလို့အဆင်ပြေတယ်လို့ပြောပြလိုက်ပါတယ်
တစ်ဖက်မှာရှောက်လျိုရင်ကသူစစ်ပွဲကိုကြီးနေရင်ဒါအချင်းချန်ချင်းလောကမှာဖြစ်လိဖြစ်တာရှိတဲ့စစ်ပွဲမျိုးလားဒီလောက်စွမ်းအားထက်တဲ့ချင်းချန်သူတွေကအလွယ်တကူအသက်ခံရတာပဲဆရာဒီစစ်ပွဲကလို့ပြောနေတော့ရန်ကြီးကမင်းတိမှာမဟုတ်ပါဘူးဒီလောကမှာငါတို့တခင်ရဲ့တရားဝင်ခိုင်းနေရဲ့ခေါင်းဆောင်ပဲအဲ့ဒါကြောင့်ဒီကဘာကိုငင်းချမ်းရေးတရားမျှတမှုပြန်တည်ဆောင်လာဖို့အတွက်မကောင်းစွာဆန်တဲ့သူတွေကိုတပ်ပစ်ဖို့တာဝန်ရှိတယ်ပြီးတော့ဒီစစ်ပွဲတစ်ခုလုံးအရင်မြစ်ကတော့ငါတို့အားလုံးရဲ့ဘုံရန်သူဖြစ်တဲ့မကောင်းစွာအသက်အမွေစက္ကန့်သူပဲလို့ပြောပြလိုက်ပါတယ်တစ်ဖက်မှာကူချမ်းကွန်နဲ့ဇီအကြီးကအပြန်အလှန်တိုက်ခိုက်နေရင်ဇီအကြီးကကိုနေဟန်တာကိုပြန်ထိန်းထားလိုက်ကဒါဆိုရင်မင်းကမကောင်းစွာအသက်အမွေစက္ကန့်သူပေါ့ပြီးတော့မင်းကလူတိုင်းကိုလှည့်စားခဲ့တာလားလို့ပြောနေပြီးကူချမ်းကိုကမဟုတ်ဘူးဒီအမှန်တရားကိုသိတဲ့လူတချို့တယောက်နှစ်ယောက်တော့ရှိတယ်သူတို့ကတော့အသက်ရှင်နေတော့မယ်ဒါပေမဲ့မင်းကတော့အဲ့ဒီလူထဲမှာမပါဘူးလို့ပြောပြလိုက်တာကြောင့်ဇီအကြီးကမီးစွမ်းအင်ကိုစတင်အသုံးပြုလိုက်ကတော်တော့မောက်မာတာပဲငါမင်းကိုတတ်ပြီးလူတိုင်းကိုအမှန်တရားဖွင့်ပြောပြမယ်ပြီးတော့ရန်ညိုးတွေနဲ့ဒေါ်ရတွေအားလုံးကူမိသားစုစီလက်ပေးလိုက်မယ်အဲ့ဒီအခါကျရင်အရာအားလုံးကပြေလည်သွားလိမ့်မယ်လို့ဆိုပြီးထိုမီးစွမ်းအင်တွေကနေတဖြည်းဖြည်းညက်ပုံတံကိုပြောင်းလဲသွားပြီးရှေဝါညက်လူဝက်ပညာရက်ဆိုကစွမ်းအင်ကိုအသုံးပြုလိုက်ရင်မင်းကမကောင်းဆိုးဝါအသက်အမွေစက္ကန့်သူဖြစ်ရင်တော့ဘာဖြစ်လို့လဲဒါကအမြင့်ဆုံးအဆင့်နီးပါးလူဝက်ပညာရက်ပဲမင်းလည်းဒီအောက်မှာတရားမှာပဲလို့ပြောလိုက်ပါတယ်။ဦးချမ်းကိုကလည်းရှစ်ပြည်ထောင်မကောင်းဆိုးဝါလန်ရှိကိုအသုံးပြုထားရင်မကောင်းဆိုးဝါအသက်အမွေစက္ကန့်သူရဲ့အရေးချင်းရှိမရှိကတော့အဲ့ဒါကငါ့လိုမကောင်းဆိုးဝါဧကရစ်နဲ့ဘာဆိုင်လို့လဲလို့ဆိုကမကောင်းဆိုးဝါဝိညာဉ်တွေရဲ့မကောင်းဆိုးဝါတရဝါကောင်ကြီးတွေကိုထုတ်လိုက်ပြီးဝါမျိုးလိုက်ဆန်းလို့ပြောလိုက်ကဇီအကြီးကဲကိုတိုက်ခိုက်လိုက်တာကြောင့်ဇီအကြီးကဲကလည်းထိုစွမ်းအင်ကိုမြင်သွားပြီးထိတ်လန့်သွားကဘာလဲဟာမလုံနဲ့ကူချမ်းကိုမင်းငါ့ကိုတက်လိုက်ရင်မင်းလို့အော်ပြောနေတော့ကူချမ်းကိုရဲ့မကောင်းဆိုးဝါအကောင်ကြီးဟာဇီအကြီးကဲရဲ့စွမ်းရည်တွေကိုဝါမျိုးပစ်လိုက်ကကူချမ်းကငါဒီနေရာကနေလွတ်ချင်မှလွတ်မယ်ဒါပေမဲ့ဒါအမြင့်ဆုံးအဆင့်ယတနာတစ်ခုပဲရှိသေးတယ်ငါမှလည်းတစ်ခုရှိသေးတယ်လို့ပြောလိုက်ရင်အနန္တကောင်းကင်မီးအင်ကိုဖျက်ဆီးလိုက်ပါတယ်ထို့ဖြစ်ကြောင့်ဇီမိသားစုရဲ့ပထမအကြီးကဲကူချမ်းကိုရဲ့အမြင့်ဆုံးအဆင့်ယတနာနဲ့ပြန်ထွက်လာတာကိုမြင်သွားတာကြောင့်အမြင့်ဆုံးအဆင့်တရားဒေသနာတစ်ခုဟုတ်လားလို့ပြောလိုက်ကထို့ဖြစ်ကိုမြင်သွားတဲ့ရန်ယူကတခင်ငယ်လို့ပြောလိုက်ပြီးချင်းရွှမ်းကလည်းတခင်ငယ်မင်းအဆင်ပြေရလားလို့မေးလိုက်ကကူချမ်းကိုကငါဒီမှာမင်းတို့အားလုံးစောက်ဖို့အခြေစိုက်စကန်စောက်ကြတဲ့ကမင်းတို့ရောက်လာမယ့်အတွက်ပြင်ဆင်မှုအမျိုးမျိုးလုပ်ပြီးသားပဲလို့ပြောပြလိုက်တာကြောင့်ဇီအကြီးကမင်းကဘာလို့ဒီလောက်မှောက်မှပြီးဘာမှမကြောက်ရလဲဆိုတာမစမ်းပါဘူးငါရဲ့6ယောက်မြောက်ညီကရောသူ့မှာအမြင့်ဆုံးအဆင့်တရားဒေသနာရှိတာတော့မှသူ့ရဲ့အမြင့်ဆုံးကျင့်ကြံမှုအဆင့်နဲ့ဆိုရင်သူ့ကိုတတ်ဖို့လွယ်မှာမဟုတ်လို့ပြောလိုက်ကကူချမ်းကဒါပေမဲ့သူ့ရဲ့အကျွင်းကြံတော့မကြံတော့ဘူးပဲလို့ပြောလိုက်ပြီးဇီအကြီးကမင်းစီမှာတန်တရားဖြစ်เสียတခုခုရှိနေတာအသေးချာပဲလို့ပြောလိုက်တော့ကူချမ်းကဒီအဖိုးကြီးကတော်တော်လေးလှည့်ကွက်များတဲ့ကောင်ပဲငါတော့အချိန်ဆွဲနေလို့မဖြစ်ဘူးငါသူ့ကိုတိုက်လာအောင်ငါဆွပေးရမယ်လို့တွေးနေပြီးလက်နက်တစ်ခုစတင်ထုတ်လိုက်ရင်ငါစီမှာတခုခုမားနေသလားဆိုတာမင်းကိုယ်တိုင်ပဲလာစမ်းကြည့်ပါလားဆိုကထိုဓာတ်မှာစွမ်းရည်ကိုထည့်လိုက်ပြီးဇီအကြီးကဲကိုစတင်ခုတ်လိုက်ပါတယ်ဇီအကြီးကဲကလည်းထိုတိုက်ခတ်ချက်ကိုအလွယ်တကူတားဆီးလိုက်ရင်မောက်မှပြီးဘာမှမသိတဲ့လူမိုက်ဆိုကကူချမ်းကိုရဲ့တိုက်ခတ်ချက်ကိုတံပြန်ပေးလိုက်တာကြောင့်ကူချမ်းကိုကလည်းမျက်လုံးပြူသွားရင်သူကအထူးအဆင့်မြင့်ကျင့်ကြံသူတယောက်စွမ်းအားနဲ့ညီမျှတဲ့ဓာတ်ချက်ကိုတားဆီးလိုက်နိုင်တာလားမဟုတ်တခုခုမားနေပြီလို့ပြောလိုက်ပြီးဇီအကြီးကခုနတိုက်ခတ်ချက်ကိုကူချမ်းကိုပြန်ပေးလိုက်ရင်ငါမင်းကိုပြန်ပေးလိုက်မယ်လို့ပြောလိုက်ပါတယ်ထိုဖြစ်ကြောင့်ရန်ယူနဲ့ချင်းချွန်းတို့ဟာထိတ်လန့်နေရင်ငါလုံးဝလှုပ်ရှားလို့မရတော့ဘူးလို့တွေးနေတော့ထိုတိုက်ခတ်ချက်ဟာကူချမ်းကိုတို့ရှိတဲ့လေတင်မော့ကိုဖျက်သွားပြီးအောက်ကဘာမီလီယံညက်တိုင်းပြည်ကိုဓာတ်ရိုက်ထိမှန်နေကထိုဘာမီလီယံညက်တိုင်းပြည်ရဲ့အလေတက်တဲ့ကိုစက်တိုက်ထိမှန်သွားတာကြောင့်ကူချမ်းကထိုဖြစ်ကိုကြီးနေရင်အဲ့ဒီအဖိုးကြီးကငါ့ကိုဓာတ်ရိုက်တိုက်ခိုက်မှာတော့မဟုတ်သူ့ရဲ့အင်အားအရဆိုရင် तू ကစစ်မှန်တော့မတိမျိုးအစ်စ်မှာရှိနေမှာတေချာပဲဒီလိုဆိုရင်တော့လို့တွေးလိုက်ပြီးကူချမ်းကဇူယန်တီယန်ချင်းကိုခေါ်ထုတ်လိုက်ရင်မင်းတို့လိုချင်နေတဲ့တစ္ဆာပေါက်ဇူယန်တီယန်ချင်းကဒီမှာရှိတယ်မင်းတို့တကယ်အရေးချင်းရှိတယ်ဆိုရင်ဒီကိုလာပြီးငါစီကနေသူ့ကိုလာလူယူကြည့်လေလို့ပြောလိုက်တာကြောင့်ဇီအကြီးကဇီယန်ရှေ့ဦးတရားဓမ္မအယိုးနဲ့နတ်ဖျားကောင်းကင်မျက်လုံးလုံးဝမရှိတော့မင်းတို့အယုံမကောင်ဘလို့တောင်လှုပ်ရဲတာလေလို့ပြောလိုက်ပါတယ်တစ်ဖက်မှာကျင်းဦးရာဇူယန်တီယန်ချင်းကိုမြင်သွားပြီးအဲ့ဒါအာယံပဲအကြီးကဲလို့ပြောလိုက်ကဂူရဲအကြီးကဲကနေအောင်အခုစိတ်လက်မှန်ပါလောက်ရမယ့်အချိန်မဟုတ်ငါတို့သူ့ကယ်ဖို့မလိုတော့တာလည်းဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့ဇီမိသားစုကအဲ့ဒီတရဝါကောင်တိုက်တော့မှမလို့ပဲလို့ပြောနေပြီးတစ်ဖက်ကဇီအကြီးကဲတယောက်ဟာတိုက်ခိုက်နေရင်အကိုကြီးသူ့ကိုတိုက်ခိုက်ပါဇီယန်ရဲ့အခြေအနေအတွက်တင်တာမကောက်6ယောက်မြောက်ညီကိုတည်ဆုံးမှုအတွက်လည်း तू ကတာဝန်ရှိတယ်သူ့ကိုမတက်ရင်ငါရင်ထဲမှာအာနာတတွေကပျောက်မှာမဟုတ်ပြီးတော့သူ့ကိုကာကွယ်ပေးတဲ့သူလည်းအခုတခြားကိစ္စနဲ့အလုပ်ရှုပ်နေလို့လာမကင်နိုင်တာလည်းဖြစ်မှာငါတို့ဒီအခွင့်အရေးကိုအတုံးချပြီးမတက်ရင်ဂလဲစားချေဖို့အခွင့်အရေးအကုန်ဆုံးရှုံးသွားလိမ့်မယ်လို့အော်ပြောနေတာကိုကြီးနေတဲ့ဂူချမ်းကိုဟာတာအိုတရားဆောက်ရှောက်သူတယောက်ဟာတခြားကိစ္စနဲ့အလုပ်ရှုပ်နိုင်ပါမလားဟုတ်တယ်မလားဒေါ်လေးချင်းလို့တွေးနေပြီးဂူချမ်းကိုဒေါ်လေးချင်းလို့အော်ခေါ်နေတော့မထွက်လာတာကြောင့်ဂူချမ်းကိုတိုင်ပတ်နေတော့ဇီအကြီးကကြီးမားတဲ့စွမ်းရည်ကိုစတင်အသုံးပြုလိုက်ရင်ကောင်းပြီလေဒီနေ့ငါဒီအယုတ်မှာကိုတတ်မယ်ဒါကနောင်သူ့ရှင်းရမယ့်ဒုက္ခကနေငါတို့အားလုံးလွတ်မြောက်နိုင်ပါလို့ပြောလိုက်ရင် chapter 169ကဒီမှာတင်ပြီးသွားပါတယ်
Chapter 168အစမှာစီကြီးကပြင်းထန်တဲ့ဖိအားတွေကိုထုတ်လွှတ်လိုက်တာကြောင့်ဦးချမ်းကိုကတော့မနေထိန်ထားနေရပြီးဇီမိသားစုရဲ့ပထမအကြီးကအဲ့ဒီအစ်စ်ကိုတက်လန့်ဖို့လက်တကမ်းမဲလိုတော့တယ်လို့ကောလာဟာလာတွေထွက်နေတာသူကတကယ်အဖိုးကြီးတရဝတကောင်ပဲလို့တွေးနေကချင်းရွှဲရလဲထိုဖိအားကြောင့်အောက်မှာလဲကျနေရင်အမြင့်ဆုံးအဆင့်ကျင့်ကြံသူတယောက်ရဲ့ဖိအားပေးအရှိန်ကအရန်နာကျင်ဖို့ကောင်းတယ်လို့ပြောဆိုနေပြီးရန်ယူကလည်းဒါအရင်ကဓာတ်ချက်တောင်ပို့ပြီးစွမ်းအားကြီးနေသေးတယ်လို့ပြောဆိုနေကတခြားကျင့်ကြံသူတွေကလည်းထိုဖိအားတွေကိုပြင်းထန်စွာခံစားနေရပြီးတခြားကျင့်ကြံသူတွေကလည်းထိုဖိအားကြောင့်ခန္ဓာကိုယ်တွေကသွေးတွေပါထွက်လာနေတာကြောင့်ငါ့လိုအထူးအစင်းမြင့်ကျင့်ကြံသူတယောက်တောင်မှသူ့ရဲ့အရှိန်ဝါတော့တောက်မခံနိုင်ဘူးလို့ပြောဆိုနေပါတယ်တစ်ဖက်မှာရှာလျိုရင်ကထိုဖိအားအပြင်းထန်ခံစားနေရပြီးအော်ဟစ်နေရင်ဆရာဒါငါ့တကူလုံးပောက်ကွဲထွက်တော့မလို့ခံစားနေရတယ်လို့ပြောဆိုနေတာရန်ကြီးကလည်းသူမကိုကာကွယ်ပေးထားနေကငါလိုအထူးအစင်းမြင့်ကျင့်ကြံသူတယောက်ဟာစစ်မှန်တော့မတည်မျိုးအစင်ကျင့်ကြံသူတယောက်နဲ့ရင်ဆိုင်ရတဲ့အခါပိုးမွားလေးတစ်ကောင်လောက်ပဲတန်ဖိုးရှိတာလားတခင်ငယ်တောင်းပန်ပါတယ်ကျမဒီနေရာမှာတခင်ငယ်ကိုတိတ်ပြီးကူညီပေးနိုင်မှာမဟုတ်တော့ဘူးလို့တွေးနေပါတယ်ဒီလိုနဲ့ဇီကြီးကဖိအားတွေအများကြီးကိုထုတ်လွှတ်နေရင်မင်းရဲ့စောက်ရှောက်သူပေးတဲ့အဲ့ဒီဓာတ်ကိုအားကိုးနေုံနဲ့မင်းကလွတ်မြောက်နိုင်မှာမဟုတ်မင်းဒီနေ့ဒီနေရာမှာတရားမယ်လို့ပြောလိုက်တာကြောင့်ဦးချမ်းကိုကတိုင်ပတ်နေတော့ရုတ်တရက်လူတယောက်ဟာရောက်ရှိလာပြီးဒီခေတ်ကြီးမှာစစ်မှန်တော့မတည်မျိုးအဆင့်လေးပဲရှိသေးတဲ့ကောင်ကငါကူမိသားစုရဲ့စက္ကန့်သူအနိုင်ကျင့်ရတဲ့ဘော်လီဆိုကဓာတ်အုပ်ထုတ်လိုက်ရင်ဇီအကြီးကဖိအားကိုဖျက်ဆီးလိုက်တာကြောင့်ထိုဖိအားရုတ်တရက်ပျောက်ကွယ်သွားတာကြောင့်ဇီအကြီးကလည်းမျက်လုံးပြူသွားပါတယ်။ဦးချမ်းကိုတို့နားမှာလည်းထိုဖြစ်ကြောင့်ရန်ယူကဒါကကြောက်စရာကောင်းတဲ့အရှိန်အဝါပျောက်ကွယ်သွားပြီလို့ပြောလိုက်ကချင်းရွှဲရလဲဒါပေမဲ့ပိုပြီးကြောက်စရာကောင်းတဲ့အရာတခုဒီကိုရောက်လာလေတယ်လို့ပဲလို့ပြောလိုက်ပြီးဦးချမ်းကိုကလည်းသူ့ကိုယ်သူကြည့်နေရင်ဒါကငါခန္ဓာကိုယ်ထဲကသွေးတွေရဲ့ပဲ့တင်ထက်နေတာလားလို့ပြောနေကဒီမိသားစုကသူတွေကလည်းအကိုကြီးကအမြင့်ဆုံးအဆင့်ကျင့်ကြံသူတွေထဲမှာထိတ်ဆုံးဆရာတယောက်ပဲအကိုကြီးရဲ့လက်မောင်းကိုဖျက်နိုင်တယ်ဆိုတော့ဒီလူကလည်းအမြင့်ဆုံးအဆင့်အထွတ်အထိပ်မှာရှိနေတာလားအခုအခြေအနေကတော့တော်တော်လေးကိုဒုက္ခရောက်သွားပြီလို့ပြောဆိုနေပါတယ်ဒီလိုနဲ့ကူဘိုးဘေးကငါ့လိုအဖိုးကြီးကငါ့ရဲ့မျိုးဆက်တစ်ခုကိုလာတွေ့ဖို့ခက်ခက်ခဲခဲလာခဲ့ရတော့မှအခုလိုစိုးရတဲ့အရာမျိုးကိုမြင်တွေ့နေရတယ်ပေါ့ဇီမိသားစုရဲ့ဘိုးဘေးကကလေးဘဝနွားကြောင်သားလေးဖြစ်နေတော့ကငါကိုယ်တိုင်သူ့ကိုကျင့်ကြံမှုတွေလမ်းပြပေးခဲ့တာလို့ပြောဆိုနေရင်တဖြည်းဖြည်းအသွင်ပြောင်းလဲနေတာကြောင့်ဇီအကြီးကဘဒူလဲမင်းကဘဒူလဲလို့မေးလိုက်ကဂူဘိုးဘေးကလည်းငါ့နမီကဂူလျံဂူမိသားစုရဲ့18ယောက်မြောက်ဘိုးဘေးပဲလို့ပြောပြလိုက်တော့ဇီအကြီးကစတင်တိုက်ခိုက်လိုက်ရင်မင်းဘလို့ဘိုးဘေးပဲဖြစ်ဖြစ်ငါဂယုမဆရငါတို့ကရန်သူတွေဖြစ်နေမှတော့ဂူမိသားစုကဒီစစ်မှန်တော့မတည်မျိုးအဆင်ကျင့်ကြံသူအရင်တတ်မယ်လို့ဆိုပြီးစတင်တိုက်ခိုက်လိုက်တာကြောင့်ဂူကြီးကလည်းစစ်မှန်တော့မတည်မျိုးအဆင့်ဖြစ်သွားတာနဲ့မင်းကိုမင်းလောကကြီးမှာအတန်မာဆုံးလို့ထင်နေတာလားလို့ပြောလိုက်ပြီးဒါနဲ့တစ်ချက်ဝိရန်လိုက်ကထိုသားချက်ဟာပြင်းထန်လွန်ပြီးဇီအကြီးကလက်ကနေတဆင့်ခန္ဓာကိုယ်တစ်ခုလုံးပါပိုင်းဖြတ်သွားတာကြောင့်ဇီအကြီးကထိတ်လန့်သွားရင်ငါ့ရဲ့ဒဏ်ရာတွေပြန်မကောင်းနိုင်တော့ဘူးလားဒါမဖြစ်နိုင်ဒီလောကမှာစစ်မှန်တဲ့နှက်ပြားမတည်မျိုးတွေမရှိတော့ဘူးလို့ထင်နေတာဒါကိုပဲအလွန်မင်းအန်ဒီရများတဲ့သူလို့ဆိုလိုတာလားလို့ပြောလိုက်ရင်အဆုံးသတ်သွားပါတယ်ကူဘိုးဘေးကသူ့ရဲ့ဓာတ်ကိုပြန်သိမ်းလိုက်ရင်နှက်ပြားမတည်မျိုးအစ်စ်နီးပါးဆိုတာကလည်းနှက်ပြားမတည်မျိုးပါပဲလို့ပြောလိုက်ပြီးဇီမိသားစုရဲ့တခြားအကြီးအကဲတွေကထိုအဖြစ်ကြောင့်ထိတ်လန့်သွားကြရင်အကိုကြီးကဒီလိုမျိုးအဆုံးသတ်ခံလိုက်ရတာလားဇီမိသားစုရဲ့နှစ်ပေါင်တန်တဲ့ချီကြအောင်ဘေးကင်းဆောက်ရှောက်ခဲ့တဲ့ပထမဆုံးအကြီးအကဲကအဲ့ဒီလိုပဲအဆုံးသတ်သွားတာလားလို့ပြောဆိုနေကြကရှောက်လျိုရင်းကလည်းထိုအဖြစ်ကြောင့်ဆရာအဲ့ဒါကူတခင်ငယ်မှာရှိတဲ့နောက်ခံအင်အားလာလို့မေးလိုက်ပြီးရန်ကြီးကငါတို့မြင်လိုက်ရတာသူတို့မိသားစုရဲ့တကယ်အင်အားအစစ်မှန်တဲ့တစိမ့်တစ်ပိုင်းတသေးလေးတစ်ခုပဲရှိသေးတယ်လို့ပြောပြလိုက်ကရှောက်လျိုရင်းကအဲ့ဒါကြောက်စရာအလွန်ကောင်းတယ်ငါရဲ့စိတ်ကူးနဲ့စိတ်တွေနဲ့တောင်လိုက်မမီနိုင်ဘူးလို့ပြောလိုက်ပါတယ်ဒီလိုနဲ့တခြားသူတွေကလည်းငါတို့နိုင်သွားပြီလားဒါစစ်မှန်တဲ့နှက်ပြားမတည်မျိုးတယောက်ရဲ့စွမ်းအားလာလို့ပြောဆိုနေကြပြီးဂူချမ်းကိုကလည်းထိုဖြစ်ကြောက်ကြည့်ရတာငါတတိဟာမဲ့သူကငါရဲ့ဂူမိသားစုတွေကပါရမီရှင်ဘိုးဘေးတွေပဲဖြစ်ပုံရတယ်လို့တွေးနေတော့ဂူဘိုးဘေးဟာဂူချမ်းကိုနောက်ရောက်ရှိလာကမင်းကဂူမိသားစုရဲ့အနာဂတ်စက္ကန့်သူလာလို့မေးလိုက်တာကြောင့်ဂူချမ်းကိုကလည်းအယုတိပေးလိုက်ရင်ဒီလူရဲ့စိတ်နေစိတ်ဓာတ်ဂူနန်ရှမ်းနဲ့လုံးဝမတူတလို့ပဲလို့တွေးနေပြီးဂူချမ်းကိုက18ယောက်မြောက်ဘိုးဘေးကြီးကိုဂါရဝပြုပါတယ်ဘိုးဘေးကြီးရှေ့ဟောင်းနှက်ပြားလမ်းကိုခုတ်ပွင့်ခဲ့တဲ့ပုံမြင်တွေကိုကြားဖူးခဲ့တာကြားပါပြီဒါပေမဲ့တခါမှမတွေ့ခဲ့ဘူးပါဘူးအခုလိုတွေ့ရတော့ကျွန်တော်ရဲ့ကာလရှည်ကြလူဝင်ဆန္ဒတကူကပြေဝသွားတာပါပဲလို့ပြောလိုက်ကဂူဘိုးဘေးကမင်းရဲ့ဒီမြောက်ပင့်စကားတွေကလည်းဒီလိုလူငယ်ရည်နဲ့မြင့်မားတဲ့ကျင့်ကြံမှုနဲ့ညီးပြူဟာတွေရှိနေတာပဲမင်းကအနာဂတ်မှာငါ့ထက်ပိုပြီးတန်မာလာမှာအသေးချာပဲလို့ပြောလိုက်တာကြောင့်ချင်းချွန်းကလည်းကြည်နေရင်တခင်ကြီးကအရန်ကိုယူကျိုးနေတယ်လို့ပဲလို့ပြောပြလိုက်တာရန်ယူကလည်းဟုတ်တယ်လို့ပြောနေပြီးဂူချမ်းကိုကဘိုးဘေးကြီးကကျွန်တော်အမွန်းတင်လွန်နေပါပြီလို့ပြောလိုက်ကဂူဘိုးဘေးကြီးကလည်းမင်းဖေကမင်းတို့စစ်ဆက်ပွဲတစ်ခုစီစဉ်ပေးထားတယ်လို့ကြားတယ်အဲ့ဒါဟူရွှမ်းနန်းတော်ရဲ့ကလေးရဲ့သမီးလာလို့မေးနေပြီးရန်ယူကတခင်ကျန်တဲ့စီမိသားစုနဲ့အကြီးအကဲတွေရဲ့တပည့်တွေကိုဘာလုပ်ရမလဲလို့မေးလိုက်တာကြောင့်ဂူချမ်းကိုကလက်နဲ့ချမဲ့သူတွေကိုအသက်ချမ်းသာခွင့်ပေးလိုက်ငင်းဆန်တဲ့သူတွေကိုတော့တပ်ပစ်လိုက်လို့ပြောလိုက်တာကိုဂူဘိုးဘေးကကြည့်နေရင်မစိုးဘူးအဲ့ဒါမှဂူမိသားစုရဲ့အနာဂတ်ခေါင်းဆောင်ပြစ်တဲ့ပုံစံမျိုးပဲလို့တွေးနေပါတယ်တစ်ဖက်မှာဇီမိသားစုရဲ့ကျင့်ကြံသူတယောက်ဟာထွက်ပြေးနေရင်တေစမ်းကွာလို့ပြောဆိုနေက
ကြီးနဲ့မျိုးနယ်စုကသူတွေကလည်းဇီမိသားစုရဲ့ကျင့်ကြံသူတွေကိုလိုက်ဖမ်းနေရင်ကြာရှုံးသွားတဲ့ဇီမိသားစုရဲ့အကျွင်းအကြံတွေမင်းတို့ကိုမင်းတို့လက်နဲ့ချကြစမ်းမြန်သူတို့အားလုံးဖမ်းကြလို့ပြောဆိုနေကြပြီးကျင်းဦးရဒါပေမဲ့အကြီးအကဲကျွန်တော်ရဲ့ဂျူနီယာညီလေးကိုမကယ်ရသေးဘူးလေလို့ပြောဆိုနေတာကူထက်ကအကြီးအကဲကငါတို့ဘလို့လို့သူ့ကယ်တင်နိုင်မှာလဲဇီမိသားစုရဲ့အဲ့ဒီတရဝါကောင်ဘလို့အသက်ခံလိုက်ရတယ်လဲမင်းမမြင်ဘူးလား။ तू ကစစ်မှန်တော့မသိမျိုးအစင်ကျင့်ကြံသူကြီးလေငါတို့အခုလိုဘလို့အခြေအနေရောက်နေလဲဆိုတာမင်းကမသိသေးဘူးလားလို့ပြောပြနေတော့ကြီးနဲ့မျိုးနဲ့ तू ကတယောက်ကဟဲ့လူဘာတွေလုပ်နေတာလဲဘာတွေညင်းနေတာလဲအခုဇီမိသားစုကအမြင့်ပြတ်တဲ့လောက်ဖြစ်နေပြီငါတို့လည်းလိုအပ်တာတွေယူပြီးအမတ်တွေရအောင်လုပ်ရမယ့်အချိန်ပဲလို့ပြောလိုက်ကကျင်းဦးရဟုတ်ကဲ့အရင်သွားနေပါလို့ပြောလိုက်တာကြောင့်ထိုသူကလည်းအရင်ထွက်သွားလိုက်ရင်ဒါဆိုရင်နောက်မှလိုက်လာခဲ့မမိနဲ့ဦးတော်လို့ပြောလိုက်ပါတယ်ကျင်းဦးရဒါပေမဲ့ကျွန်တော်ရဲ့ဂျူနီယာညီလေးကလို့ပြောနေတာဦးရဲ့အကြီးကမင်းရဲ့အဲ့ဒီဂျူနီယာညီလေးကြောင့်ထပ်မသွေးနဲ့တော့လူငယ်လေးအခုကစပြီးငါမင်းနဲ့သစိမ်းတွေပဲဒါပေမဲ့ငါတို့ကံပါလို့စုံခဲ့ကြတာဆိုတော့ငါမင်းအကြံတစ်ခုပေးလိုက်မယ်မင်းမသေးချင်ဆိုရင်ချမ်းချင်းကူမိသားစုနဲ့ဝဝေးမနေလို့ပြောလိုက်တာကြောင့်ကျင်းမှုရချီးပဲအာယံငါမင်းကိုမျက်နှာပြတ်အောင်လုံးမိပြီလို့တွေးနေကခုနအကြီးနဲ့မျိုးနယ်ရဲ့သူကတခုခုမားနေပြီငါတို့မျိုးနယ်စုမှာဒီလောက်တန်မာတဲ့သူရှိလို့လားထူးဆန်းလိုက်တာဆိုပြီးအနောက်ကိုလဲကြည့်လိုက်ကသူပဲပျောက်သွားလာလေလို့ပြောလိုက်ပါတယ်ဒီလိုနဲ့တိုက်ပွဲတွေပြီးတော့နိုင်ရီအနေငယ်မှာအကြီးကဟောက်ငါမင်းကိုမကူညီနိုင်ခဲ့တာကိုအပြစ်မတင်ပါနဲ့ငါတို့ထက်အစ်စ်မြင့်တဲ့တိုက်ပွဲတွေမှာပါဝင်လို့မရဘူးလေလို့ပြောပြနေကချူအောင်ကလည်းငိုနေဘာလို့အရာအလုံးကဒီလိုဖြစ်ကုန်ရတာလဲဘလို့ဖြစ်လို့လဲငါကာကွယ်ခြင်းနဲ့အရာအလုံးကငါကြောက်ပျက်စီးကုန်ပြီလို့ပြောလိုက်ပြီးအကြီးကမင်းအဖေကိုငါလုံခြုံတဲ့နေရာပို့ထားပြီးငါနောက်ထိုင်ရှမ်းကောင်းကင်ပုံစီလိုက်ခဲ့ရမယ်မင်းရဲ့ကူချမ်းကိုကြားရန်ညိုးတွေကိုအခုတော့လောလောဆယ်မိထားလိုက်ပါထိုင်ရှမ်းကောင်းကင်ပုံရဲ့စက္ကန့်တူဖြစ်အောင်အစွမ်းကုန်ကြိုးစားပါအဲ့ဒီအခါကျရင်မင်းကလေးစားချေဖို့အခွင့်အရေးရလိမ့်မယ်လို့ပြောပြလိုက်ကချူအောင်ကလည်းဦးလေးကြီးကျွန်တော်သူ့ကိုအယံပုံးတယ်လို့ပြောလိုက်ပါတယ်တစ်ဖက်ကကြောက်တောင်တောင်မှာကြံရှမ်းကစီနီယာဒီလောကကြီးမှာတိုက်ပွဲကအခုလိုပဲအရာအလုံးကဖျက်ဆီးပစ်လိုက်တာလားလို့မေးလိုက်ပြီးအကြီးအကဲကတိုက်ပွဲလားဒီလိုအစ်စ်မျိုးတိုက်ပွဲကဒဏ္ဍာရီလားစစ်ပွဲပဲဒီလိုမျိုးကနှစ်ပေါင်းထောင်ချီကြာမှတစ်ခါဖြစ်တဲ့တိုက်ပွဲလို့ပြောပြနေကကြံချမ်းကတဏှာကြီးလာစစ်ပွဲပဲဖြစ်ဖြစ်တခြားပဲစစ်ပွဲပဲဖြစ်ဖြစ်ကျွန်တော်တော့ဂယုမဆိုင်ဘူးကျွန်တော်တိတာကလို့ပြောနေတော့အကြီးအကဲကမင်းပါတိတာလဲမင်းကကူချမ်းကိုဂလက်စားချေဖို့စဉ်းစားနေတော့မဲလားမင်းကသူ့ကိုရန်စားထားမဲ့ငါတိရင်မင်းကိုကယ်ဖို့ငါနှစ်ခါပြန်စဉ်းစားမှာပဲလို့ပြောလိုက်တာကြောင့်ကြံချမ်းကစီနီယာဒါပေမဲ့ကျွန်တော်မှထူးခြားတဲ့ခန္ဓာကိုယ်နဲ့ပါရမီရှိတယ်လို့စီနီယာကိုပြောပြခဲ့တယ်လေကျွန်တော်ရဲ့ကျင့်ကြံမှုတွေတိုးတက်လာရင်သူဘလို့မှမရှင်းနိုင်မှာမဟုတ်လို့ပြောပြလိုက်ပြီးအကြီးအကဲကဒါပေမဲ့အဲ့ဒါကူမိသားစုလေလို့ပြောလိုက်ကကျင်းနီလေကကြံချမ်းအဲ့ဒီမကောင်းဆိုးဝါးကျင့်ကြံသူရဲ့စကားကြောင့်စိတ်မပြတ်သွားနဲ့စိတ်မပူပါနဲ့သူ့စီကနေအရင်ဆုံးကျင့်ကြံမှုတွေကိုတင်ယူကြတာပေါ့ငါတို့တန်မာလာပြီးနှက်ပြားလီကိုပြန်ပြင်နိုင်တယ်ဆိုရင်ကူမိသားစုကိုငါတို့သူ့ကိုအသေးချာအနိုင်ယူနိုင်မှာပါလို့ပြောပြနေပြီးကြံချမ်းကစီနီယာဒီစကပုံကြားဘူးမှာတော့မဟုတ်လို့ပြောပြလိုက်တာကြောင့်အကြီးအကဲဘာစကပုံလဲလို့ပြန်မေးလိုက်ပြီးကြံချမ်းကဘဝမှာအနှိမ့်အမြင့်အသက်အကျရှိတတ်တယ်ဒါပေမဲ့လူငယ်တယောက်တော့ဘယ်တော့မှအထင်မသေးနဲ့လို့ပြောပြလိုက်ပြီးအကြီးအကဲကကောင်းပြီတော်တော့ငါတော့ပြောချင်တာကစင်းရဲပြီးအိုမင်းနေတဲ့လူကြီးတယောက်ဘယ်တော့မှမနှိမ့်ဆက်ပါနဲ့လို့ပဲပြောချင်တယ်မင်းကအဲ့ဒါကိုပြောရတာမမောရင်တော့ငါအဲ့ဒါကိုကြားရတာနဲ့မြင်ရတာနဲ့တင်တော်တော်လေးညီးငွေ့နေပြီမင်းလိုလူမျိုးစကားတွေပြောခဲ့တဲ့ပါရမီရှင်တွေလူငယ်တွေကအများကြီးရှိတယ်ငါတို့ကိုတတ်ပစ်ဖူးတယ်လို့ပြောပြလိုက်ပါတယ်တစ်ဖက်ကနေရာမှာလေသိမ်းမောများစွာဟာပြန်ရောက်ရှိနေတာကိုကြည့်နေကြတဲ့ကျင့်ကြံသူတွေကအိုးဟုတ်တာပဲစစ်မှန်တော့နှက်ဖျားကျောင်းတော်ရဲ့စံသက်ပွဲကနောက်ဆုံးတော့ပြီးသွားပြီဘသူအမတ်အများဆုံးရမလဲသိလားကြည်စံမင်းသမီးမင်ခုံးလဲပြောင်းလာပြီလို့ပြောဆိုနေကြကမင်ခုံးကချမ်းကိုအခုထိပြန်မရောက်လာသေးဘူးလားလို့တွေးနေတော့စီချင်းကရောက်ရှိလာပြီးမင်းဘသူရှာနေတာလဲမင်းရဲ့ခင်မိုးလောင်းအောင်လားသူကဇီမိသားစုအမြင့်ဖြတ်ပြီးရလာတဲ့ယတနာတွေကိုဘယ်မှာထိုင်ရင်တွက်နေမလဲတော့မသိဘူးငါစာဒီမြို့မှာကူချမ်းကုန်နဲ့အရန်အောင်လိုက်ဖက်တဲ့စကပုံတစ်ခုရှိတယ်မင်းကိုယတနာတွေပေးချင်တဲ့အမျိုးသားမင်းကိုချစ်ချင်မှချစ်လိုက်မယ်ဒါပေမဲ့မင်းကိုယတနာတွေမပေးချင်တဲ့အမျိုးသားကတော့မင်းကိုလုံးဝမချစ်တာအသေးချာပဲလို့ပြောပြလိုက်ရင် chapter 168ကဒီမှာတင်ပြီးသွားပါတယ်chapter 169အစမှာရန်ကြီးကဒန်ချန်ဆိုတာကျင့်ကြံသူတယောက်ရဲ့ဘဝဆက်ဝန်းနဲ့ကျင့်ကြံမှုအလုံးရဲ့အခြေခံအုတ်မြစ်ပဲအဲ့ဒါဒီလောကရဲ့ဝိညာဉ်စွမ်းအင်နဲ့ဖွဲ့စည်းထားတာဖြစ်ပြီးငါတို့ရဲ့အစွမ်းတတ္တိအလုံးရဲ့ရောက်ရှိရာအရေးမြစ်လည်းဖြစ်တယ်လို့ပြောပြနေပြီးရှောက်လျိုရင်းကဆရာကျမအရန်3အနေလို့လား3ရက်တောင်ရှိသွားပြီကျမရဲ့ဝိညာဉ်ပင်လည်းအခုထိမပွင့်နိုင်သေးဘူးလို့ဆိုလိုက်ကရန်ကြီးကကျင့်ကြံခြင်းဆိုတာမလွယ်ကူဒီအစ်စ်မှတင်တာမန်လူသားတွေနဲ့ကျင့်ကြံမှုတွေဖြစ်ခြင်းနဲ့အိမ်မက်တွေအများကြီးကပျက်စီးခဲ့ရတယ်လူတိုင်းကတခင်ငယ်လူမျိုးထူးချန်တဲ့ပါရမီရှင်တွေမဟုတ်ကြဘူးလေဒါပေမဲ့လောနေစရာမလိုပါဘူးမင်းအခုတိုးတက်မှုနှုံးနဲ့ဆိုရင်တလအတွင်းဝိညာဉ်ပင်လည်းဖွင့်နိုင်ပါလိမ့်မယ်လို့ပြောပြလိုက်တာကြောင့်ရှောက်လူရင်းကတခင်ငယ်ပေးတဲ့စီးစွမ်းတွေကိုကျမအများကြီးစားခဲ့ပြီးအဲ့လောက်အရင်မြစ်တွေကိုဖြုံးကြီးခဲ့တာတော့မှဘာမှအထူးခြားတိုးတက်မလာဘူးကျမကြောက်တာကလို့ပြောနေတော့ဦးချမ်းကိုကရုတ်တရက်ရောက်ရှိလာပြီး
မင်းကအဲ့ဒီကိစ္စကြောင့်စိုးရိမ်နေတာလားလို့ပြောလိုက်ပါတယ်ရန်ကြီးကကူချမ်းကိုမြင်သွားကတခင်ငယ်လို့ပြောလိုက်ပြီးကူချမ်းကိုကစေးပလင်းအများကြီးကိုထပ်ပေးလိုက်ရင်ငါစီမှာဒီလိုစေးစွမ်းကောင်းနေတဲ့စေးလုံးတွေအများကြီးရှိပါတယ်ဒါကြောင့်မင်းကလေးရှောင်းအဲ့ဒါအနေနဲ့ဒါတွေကိုဖြုံးသီးမအောင်စိုးရင်စရာမလိုပါဘူးမင်းရဲ့ကျင့်ကြံမှုအပေါ်မှာပဲအာယုံစိုက်ပါအဲ့ဒါဆိုရင်ရပါပြီလို့ပြောလိုက်ပြီးရန်ကြီးကတခင်ငယ်နောက်လိုက်မယ်ဆိုရင်အရင်မြစ်တွေပြက်လက်သွားမှစိုးရင်ဖို့မလိုပါဘူးလို့ပြောပြလိုက်ကရှောက်လွန်ရင်ကထိုပစ္စည်းတွေကိုကြည့်နေရင်အများကြီးပဲသူတကယ်ကိုလမ်းမိုးနိုင်စွမ်းရှိတာပဲငါသူ့ရဲ့အလိုလိုက်တာကိုခံရတဲ့ကလေးတယောက်လိုခံစားနေရတယ်လေလို့တွေးနေကရှောက်လွန်ရဲ့တခင်ငယ်ကျမမေကုန်းတစ်ခုလောက်မေးလို့ရမလားတခင်ငယ်ရဲ့ဝိညာဉ်ပင်လယ်ကိုဖွင့်ဖို့ဘယ်လောက်ကြာခဲ့လဲလို့မေးလိုက်တာကြောင့်ဦးချမ်းကငါထင်တာတော့ငါမွေးကြရပဲငါရဲ့ဝိညာဉ်ပင်ရဲ့ဖွဲ့စည်းပြီးသားဖြစ်နေတာလို့ပြောပြလိုက်တာကိုရှောက်လွန်ရဲ့မိမိတာပဲတောင်းပန်ပါတယ်ပါရမီရှင်ဆိုတော့တကယ်ပါရမီရှင်ပဲလို့တွေးနေပါတယ်ဦးချမ်းကဟုတ်တာပဲမင်းကလေးရှောင်းရက်အနေငယ်ကြရင်မင်းနဲ့ဆရာနဲ့အတူတာအိုနှက်ဖျားနန်းတော်ကိုတွားပြီးကျင့်ကြံရမယ်အဲ့ဒီမှာမင်းရဲ့ကျင့်ကြံမှုကူညီပေးမဲ့အကြီးအကဲတွေနဲ့တခြားကျင့်ကြံဖော်တွေအများကြီးရှိတယ်သူတို့နဲ့အတူကျင့်ကြံတာကမင်းအတွက်အကျိုးကျေးဇူးအများကြီးရှိလိမ့်မယ်လို့ပြောပြလိုက်ပြီးရှောက်လုံရင်ကတာအိုနှက်ဖျားနန်းတော်ဒါဆိုရင်သခင်ငယ်ကူရောကျမတို့လမ်းခွဲရမှာလားလို့မေးလိုက်ကဘူချမ်းကူကငါစစ်မှန်တော့နှက်ဖျားเจ้าတော့အရင်ပြန်ပဲမင်းကတော့ကောင်းကောင်းကျင့်ကြံဖို့ပဲအာယုံဆိုင်ပါငါ့ကိုစိတ်မပြတ်စေနဲ့တော့လို့ပြောလိုက်တာကြောင့်ရှောက်လုံရင်ကဟုတ်ကဲ့လို့ပြန်ပြေလိုက်ပါတယ်ဒီလိုနဲ့စစ်မှန်သောနှက်ဖျားကျောင်းတော်မှာကျင့်ကြံသူတွေကကြားပြီးပြီလားတခင်ငယ်ချမ်းကိုပြန်ရတော့မယ်တဲ့ငါတို့အားလုံးကအကယ်ဒမီရဲ့ထိပ်တန်း10ယောက်စရင်ကိုပြန်တတ်မှတ်ကြတော့မှာပေါ့တခင်ငယ်ချမ်းကအရန်တော့တာပဲ तू ကငါတို့အကယ်ဒမီမှာရှိတာကန်ကောင်းလိုက်တာဟုတ်တယ်နှမျောစရာကောင်းတာဇီယံဝမ်ဖန်းတို့ကငါတို့တငယ်ချင်းချန်ယူကအဲ့ဒီကျင်းမှုရရဲ့လက်ချက်နဲ့အသက်ခံလိုက်ရတာပဲလို့ပြောဆိုနေကြကဖိနစ်ရဲ့နတ်သမီးက तू ကတကယ်ပဲအံ့ဖွယ်ကောင်းတယ်ဇီမိသားစုတစ်ခုလုံးအမြင့်ပြတ်နိုင်ခဲ့တယ်ဆိုတော့ကဲမင်းရောဘလို့တွေးနေလဲမင်းကသူ့ကိုမင်းနဲ့အစ်စ်နန်းသူပြန်ဘက်တယောက်လို့မြင်နေတော့မဲလာလို့မေးတဲ့တာကြောင့်တရပူ6လုံးပရင်ကချွေးတွေပြန်နေပြီးငါတို့ကြားမှာပြန်ဘက်တွေကဖြစ်နေဖို့မလိုပါဘူးလို့ပြောလိုက်ပါတယ်တစ်ဖက်ကယူမင်ကုန်းရှိတဲ့အဆောင်မှာကူချမ်းကရောက်ရှိနေပြီးအထက်ကယူမင်ခုံကငါရဲ့အရင်ဘွားကမညံ့တဲ့အရာဆိုရင်ကောင်းကင်ဖုံးလန်းမျော်စင်ကမကြခင်ပေါ်လာမှာဒီဘွားမှာအရင်ဘွားနဲ့မတူတာတွေရှိနေပေမဲ့ဒီဖြစ်ရက်ကပြောင်းလဲမှာမဟုတ်ငါမတ်မိတလောက်ဆိုရင်နေဝင်ချိန်နှက်ပုံရှေ့ဟောင်းဓားကိုင်းနဲ့ကောင်းကင်ပြက်စီခြင်းဂိုင်းတို့အနားမှာရှိနေကြတာလို့ပြောနေတော့အပြင်ဘက်ကနေမင်းသမီးကူချမ်းကရောက်ရှိလာပါတယ်လို့ပြောလိုက်တာကြောင့်ယူမင်ကုံကကြောင်သွားပြီးမင်းဘာလို့လာတာလဲလို့မေးလိုက်ကကူချမ်းကဘာလို့လဲခင်မိုးဖြစ်သူကအချိန်ရရင်ဇနီးတဲ့နားကိုလာတွေ့လို့မရဘူးလားလို့ပြောလိုက်ပါတယ်ယူမင်ကုံကလည်းနေအောင်ငါတို့ကလက်မထက်ရသေးဘူးလေအဲ့တော့ငါခွင့်ပြုချက်မပါဘဲငါအခန်းထဲကိုမင်းဝင်လို့မရဘူးလေလို့ပြောပြလိုက်တာကြောင့်ကူချမ်းကကြောင်သွားပြီးငါဇီမိသားစုနဲ့တိုက်ခိုက်တုန်းကမင်းကဘာမှဂရုမစိုက်ဘူးငါဆိုရင်သူတို့ရဲ့ကျွမ်းကျင်သူလက်ချက်နဲ့တေမလို့ဖြစ်ခဲ့တာအခုကြတော့ငါ့ကိုအထဲတောင်ပေးဝင်ဘူးလားလို့ပြောလိုက်ကယူမင်ခုံကဇီမိသားစုကကျွမ်းကျင်သူပဲတေသွားတာမဟုတ်လားမင်းပြောတဲ့စကားတခုမှငါမယုံလို့ပြောလိုက်တာကူချမ်းကကောင်းပြီလေဒါဆိုလဲငါသွားတော့မယ်မင်းစီကိုဘယ်တော့မှပြန်မလာတော့ဘူးလို့ဆိုကထပ်သွားတော့မဲ့ချိန်ယူမင်ခုံကကူချမ်းကိုလမ်းဆွဲထားလိုက်ရင်အဲ့လိုလုပ်လို့မရဘူးလေလို့ပြောလိုက်ကကူချမ်းကဒါလည်းမရကိုကလည်းမရဒါဆိုရင်ငါ့ကိုဘာလို့စိတ်ချင်တာလဲလို့မေးလိုက်ပြီးယူမင်ခုံကဘာလို့ငါ့ကိုလာတွေ့တာလို့ပဲပြောပါလို့မေးလိုက်ကကူချမ်းကမင်းကိုလွမ်းလို့လေလို့ဖြေလိုက်ပြီးယူမင်ခုံကဒါကတော်တော်လေးကောင်းတဲ့စင်ချင်ပဲလို့ပြောလိုက်ပြီးဦးချမ်းကဒီတခါတော့အဲ့ဒါစင်ချင်မဟုတ်ဘူးလေလို့ပြန်ဖြေလိုက်ပြီးယူမင်ခုံကအဲ့ဒါအရင်ကမင်းပြောခဲ့တဲ့အရာတွေကစင်ချင်တွေပဲပေါ့လို့ပြောနေတော့ဦးချမ်းကပစ္စည်းအမျိုးမျိုးထုတ်ပြလိုက်ကယူမင်ခုံကလည်းထိုပစ္စည်းတွေကိုကြီးနေရင်ကြောင်လာပြီးဦးချမ်းကဒါအမင်းအတွက်စိတ်ဆက်လက်ဆောင်ပဲဘလို့လေကြားရလာလို့မေးလိုက်ပါတယ်ယူမင်ခုံကလည်းထိုပစ္စည်းတွေကိုကြီးနေရင်ဒါတွေအားလုံးကစစ်ပွဲကနေတည်ယူလာတဲ့ပစ္စည်းတွေလားတချို့အရာတွေကငူရွှမ်းနန်းတော်ကထုတ်မပေးနိုင်တဲ့အရာတွေပဲလို့ပြောပြလိုက်ပြီးယူမင်ခုံကသူတကယ်ပဲပြောင်းလဲသွားတာပဲငါအရင်ဘွားမှာတုန်းက तू ကဒီလိုစိတ်စေတနာမျိုးဘယ်တော့မှမရှိခဲ့ဘူးလို့တွေးနေတော့ကူချမ်းကယူမင်ခုံကအနောက်ဘက်ကနေဖက်လိုက်ရင်မင်းတဘောကြတယ်ဆိုရင်ငါဝမ်းသာပါတယ်အဲ့ဒါတွေကိုရွေးဖို့ငါပေးခဲ့ရတဲ့အချိန်နဲ့အားစိုက်မှုတွေကအလကားမဖြစ်တော့ဘူးမင်ခုံငါ့ကိုအမှန်တိုင်းပြောပါမင်းငါ့ကိုလွမ်းနေခဲ့တာမဟုတ်လားလို့မေးလိုက်ကယူမင်ခုံကလည်းမလွမ်းပါဘူးလို့ပြောလိုက်ပြီးကူချမ်းကစကနာမထိုးစမ်းပါနဲ့လို့ပြောလိုက်ရင်သူမကိုချီလိုက်တာကြောင့်ယူမင်ခုံကမင်းဘာလုပ်လာလဲလို့ပြောလိုက်ကကူချမ်းကကြောစမ်းပါဦးခုနမင်းဘာကိုစိုက်ကြည့်နေတာလဲလို့မေးလိုက်ပါတယ်ယူမင်ခုံကအဲ့ဒါငါမျိုးအစကနေကပြောပြမလို့ပါပဲလို့ပြောနေတော့ကူချမ်းကရပါတယ်ငါ့ကိုဖြည်းဖြည်းချင်းပြောပြပါလို့ပြောလိုက်ပြီးယူမင်ခုံကိုနမ်းလိုက်တာကြောင့်ယူမင်ခုံကလည်းအခုမှနှိမ့်တဲ့ခင်းကြီးပဲရှိသေးတယ်လေလို့ပြောနေပြီးကူချမ်းကလည်းသူမကိုအောက်ချလိုက်ရင်ဒီတခါငါမျိုးကိုမလိမ်ပါဘူးငါတကယ်မျိုးကိုလွမ်းနေတာပါကောင်းကင်ဖုံးလန်းလက်နက်9မျိုးဆိုတာစကားဆက်မိလို့ငါယူလာခဲ့တာပါအခုတော့အဲ့ဒီအကြောင်းအကုန်ပြောပြလို့ရပြီနော်လို့ပြောလိုက်ရင်ညမိုးချုပ်သွားကယူမင်ခုံးကမဲရီတောင်တန်းအဲ့ဒီမှာကောင်းကင်ဖုံးလန်းလက်နက်9မျိုးထဲကကောင်းကင်ဖုံးလန်းမျော်စင်ရှိနေတာလားလို့မေးလိုက်ပြီးဘူချမ်းကဟုတ်တယ်ငါရှိအောင်စာပေတွေကိုရှာဖွေကြည့်တော့အဲ့ဒီမျော်စင်ရှိနိုင်မဲ့နေရာကိုရှာတွေ့ခဲ့တာတဏ္ဍာရီလာအရဆိုရင်အဲ့ဒီလက်နက်9မျိုးလုံးကိုစုဆောင်းမိရင်နှက်ပြားမတိမျိုးနန်းတော်ရဲ့လူဝက်တူလောင်ခန်းကိုဖွင့်နိုင်မယ်လို့ဆိုတယ်အဲ့ဒါကောလာဟာလာမှန်တော့ငါမသိလို့ပြောပြလိုက်ကယူမင်ခုံးက
ဒါကကောင်းကင်ဖုံးလန်းပလင်းနဲ့ကောင်းကင်ဖုံးလန်းအိုးမဟုတ်လားလို့ပြောလိုက်ပြီးကူချမ်းကိုကအဲ့ဒါတွေကိုငါမင်းကိုပေးလိုက်မယ်လို့ပြောလိုက်တာကြောင့်ယူမင်ခုံးကဘာလို့ငါ့ကိုပေးတာလဲလို့မေးလိုက်ကကူချမ်းကိုကမင်းကအဲ့ဒါတွေကိုစူးစောင်းဖို့ကြိုးစားနေတာမဟုတ်လားငါတော့အဲ့ဒါတွေကိုမလိုအပ်ဘူးဒါကြောင့်မင်းကိုပေးဖို့ဝင်မလေးပါဘူးလို့ပြောလိုက်ပါတယ်ယူမင်ခုံးကငါမလိုချင်ဘူးငါလည်းအဲ့ဒါတွေကိုမလိုအပ်ပါဘူးလို့ပြောဆိုနေပြီးကူချမ်းကိုကဒါဆိုရင်ဘာလို့အဲ့ဒါတွေကိုစူးစောင်းနေရလဲလို့မေးလိုက်တာကြောင့်ယူမင်ခုံးကတိတ်ဆိတ်နေကကူချမ်းကိုကအော်ငါသိပြီမင်းခုံးမင်းကငါ့အတွက်အဲ့ဒါတွေကိုကူပြီးစုပေးနေတာပေါ့ဟုတ်တယ်မလားမင်းကငါ့အပေါ်တော်တော်လေးဂရုစိုက်ပေးတာပဲလို့ပြောလိုက်ပြီးယူမင်ခုံးကဘာလို့မင်းကဟန်ဆောင်နေတယ်လို့ခံစားနေရတာလဲလို့မေးလိုက်ကကူချမ်းကိုကအဲ့ဒါမင်းရဲ့အထင်မှားမှုတတ်ပါပဲလို့ပြောလိုက်ပါတယ်ဒီလိုနဲ့ကူချမ်းကိုကသူ့ရဲ့နေရက်အဆောင်ပြန်လိုက်ပြီး system ကိုကြည့်နေရင်စနစ်စုလက်တွေအပြင်ဒီလိုပစ္စည်းမျိုးကိုစနစ်ဆိုင်တွေကနေငါဝယ်လို့မရဘူးလားလို့ပြောဆိုနေရင် system မှာရေးထားတာစနစ်ဆိုင်ကောင်းကင်ဖုံးလွှမ်းလက်နက်ကိုရှာဖွေဖို့မရှိပါဤပစ္စည်းသည်ဝိညာဉ်လက်နက်ဖြစ်ပြီးအင်ရှင်ကိုယ်တိုင်ရှာဖွေစုဆောင်ရပါမည်ဆိုင်တွင်ဝယ်ယူလို့မရပါလို့ရေးထားပြီးရုတ်တရက်ရှန်အဲရရောက်ရှိလာကဟမ်မင်းပါတွေကိုငြင်းရလေလို့မေးလဲတာကြောင့်ကူချမ်းကိုကသူမကိုကြည့်လိုက်ပြီးမသိတယ်လို့ပြန်နေကရှန်အဲကအိုးမင်းကစီမိသားစုနဲ့တိုက်တာတော့နှောက်ဆုံးတော့ပြီးသွားပြီပေါ့ဒါဆိုရင်အကျိုးအမြတ်တွေအများကြီးရခဲ့မှာပဲမဟုတ်လားလို့မေးလိုက်ပါတယ်ကူချမ်းကိုကအင်းမစိုးပါဘူးလို့ပြန်ဖြေလိုက်ပြီးရှန်အဲကမင်းခိုးအမစီကိုတွားလိုက်ခဲ့သေးလားမင်းကသူမကိုရတနာတွေအများကြီးပေးခဲ့တယ်လို့သူမငါ့ကိုပြောပြတယ်လို့ဆိုလိုက်ကကူချမ်းကိုကအင်းလို့ပြန်ဖြေလိုက်ပြီးရှန်အဲကအဲ့ဒါတွေတော်တော်လေးကောင်းတယ်လို့ပြောလိုက်တာကြောင့်ကူချမ်းကိုကမင်းကစီတခုခုလိုချင်လို့လားလို့မေးလိုက်ပြီးရှန်ရဲကလည်းငါမင်းစီဘာမှမလိုချင်ပါဘူးမင်းဘလို့နေလဲလို့ငါလာကြည့်တာပါလို့ပြောပြလိုက်ပါတယ်ကူချမ်းကိုကမင်းကစီရတနာတခုလိုချင်တာလားလို့ထပ်မေးလိုက်တာကြောင့်ရှန်ရဲကငါအဲ့ဒါတို့ဘလို့လို့ဖြစ်နိုင်မှာလဲငါဘလို့လူသားမျိုးမင်းကထင်နေတာလဲငါမင်းပေါ်စိုးရင်လို့ပြောနေတော့ကူချမ်းကိုကလက်စွပ်အဆုပ်တကွင်းကိုထုတ်ပြလိုက်တာကြောင့်ရှန်ရဲကလည်းထိုလက်စွပ်ကိုကြည့်နေပြီးကူချမ်းကိုကမင်းသားကိုလိုချင်တာလို့မေးလိုက်ကရှန်ရဲကအင်းလို့ပြန်ဖြေလိုက်ပြီးကူချမ်းကိုကဒါဆိုရင်ယူသွားပြီးမြန်မြန်ထွက်သွားတော့လို့ပြောလိုက်တာရှန်ရဲကလည်းထိုလက်စွပ်ကိုယူသွားလိုက်ရင်โอเคမင်းကိုချစ်တယ်နော်ငါ့ရဲ့အကိုကြီးလို့ပြောလိုက်တာကူချမ်းကိုကလည်းစိတ်ညစ်နေပါတယ်တစ်ဖက်ကကောင်းကင်ပြက်စီခြင်းဂိုင်းမှာကြံချမ်းကကြောက်ကအားနေတဲ့ဂိုင်းလာလို့မေးလိုက်ပြီးအကြီးအကဲကဟုတ်တယ်ကောင်းကင်ပြက်စီခြင်းဂိုင်းအဲ့ဒီဂိုင်းကဒီနေမြေမှာဩဇာအရှိဆုံးပဲဒီနေ့ကစပြီးငါမင်းကိုပေးထားတဲ့အမွေအနှစ်ကိုဒီဂိုင်းမှာကျင့်ကြံရမယ်မင်းကစိတ်မပြတ်စေဖို့မျှော်လင့်ပါတယ်လို့ပြောလိုက်တာကြောင့်ကြံချမ်းကစီနီယာဆိုတာကိုကျွန်တော်နားလေပါတယ်လို့ပြောလိုက်ရင်ကြံချမ်းကမကောင်းဆိုးဝါးပညာရက်ကိုကျင့်ကြံရမယ်ဆိုရင်တော့ဘာဖြစ်လဲဒီလောကမှာအင်အားမရှိမှုကရာဇဝတ်မှုပဲရှင်တန်နိုင်မဲ့တခုတည်းသောနီလန်ကိုတန်မာလာအောင်လုပ်ဖို့ပဲအဲ့ဒါတခြားသူတွေကိုထိခိုက်စေမယ်ဆိုရင်တော့မှပေါ့ငါရဲ့ရည်မှန်းချက်ကအောင်မြင်ဖို့အတွက်ဆိုရင်တခြားကျင့်ကြံသူတွေကိုတတ်ဖို့ဒါမှမဟုတ်ထိခိုက်စေဖို့ဆိုရင်လည်းငါဝင်လေးမှာမဟုတ်လို့တွေးနေရင် chapter 169ကဒီမှာတင်ပြီးသွားပါတယ် chapter 190အစမှာကောင်းကင်ပြည့်စည်ခြင်းဂိုင်းရဲ့အထဲမှာကျင့်ကြံသူ2ယောက်ဟာဒူးထောက်နေရင်ဆရာကျေးဇူးပြု၍ကျွန်တော်တို့ကိုနောက်ထပ်အခွင့်အရေးတစ်ခုလောက်ပေးပါအောင်လို့ပြောဆိုနေကအကြီးအကဲကမင်းတို့အားလုံးပြန်ကြတာပိုကောင်းလိုက်မယ်မင်းရဲ့ကျင့်ကြံခြင်းပါရမီကအရန်အားနေလုံးနဲ့မင်းတို့ဘလောက်ပဲစူးစမ်းဘာမှဖြစ်လာမှာမဟုတ်လို့ပြောနေတော့ကြံချမ်းကရောက်ရှိလာပြီးဆရာကျေးဇူးပြု၍ခဏလောက်စောက်ပေးပါဦးကျွန်တော်လည်းကောင်းကင်ပြည့်စည်ခြင်းဂိုင်းရဲ့တပည့်တယောက်ဖြစ်ချင်ပါတယ်လို့ပြောလိုက်တာကြောင့်အကြီးအကဲကမင်းရဲ့အသက်အရန်ကြီးလုံးနေပြီမင်းမအလားလာနဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကောင်းရင်တော့မှအဲ့ဒါငါတို့ဂိုင်းရဲ့စီးမြင့်နဲ့စန့်ကျင်နေတဲ့ကောင်းကင်ပြည့်စည်ခြင်းဂိုင်းကအသက်16နှစ်အောက်ပဲတပည့်အဖြစ်လက်ခံတာလို့ပြောပြလာတာကြံချမ်းကဆရာကျွန်တော်ရဲ့ပါရမီနဲ့အလားလာကိုမြင်လိုက်ရရင်ဂိုင်းကကျွန်တော်အတွက်ချွင့်ချက်အနေနဲ့လက်ခံလိုက်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်လို့ပြောပြနေတာခုနကျင့်ကြံသူတယောက်ဟာကြံချမ်းသားကိုရောက်ရှိလာကငါတို့လိုချမ်းသာတဲ့မိသားစုတွေတောင်မှကောင်းကင်ပြည့်စည်ခြင်းဂိုင်းကချွင့်ချက်မပေးဘူးမင်းတို့အဝတ်စားမတက်မရက်နဲ့တံတောင်းစားလို့ကောင်စုပ်ကိုမှဘလို့ကဂိုင်းတဲ့တပည့်အဖြစ်ဝင်နိုင်ပါလေလို့ပြောနေပြီးကြံချမ်းကဒါကကျွန်တော်ရဲ့နာမည်ကပ်ပြားပါလို့ပြောနေတော့ကျင့်ကြံသူနောက်တစ်ယောက်လည်းအိုးမင်းမနာမည်ကပ်ပြားတော့ပါသေးတာလားမင်းကမင်းမှန်ထဲမှာလည်းပြန်ကြည့်ပါအောင်လို့ပြောလိုက်တာကြောင့်ကြံချမ်းကငါဖတ်ဖူးခဲ့တဲ့ဝိတုတွေအရဆိုရင်ဒါမျိုးကငါ့အတွက်လွယ်ကူလိမ့်မယ်လို့ထင်ထားတာဒါပေမဲ့ကျင့်ကြံခြင်းလောကဒီလောက်ထိရက်ဆက်လိမ့်မယ်လို့ငါတခါမှမတွေးခဲ့မိဘူးဒါဆိုရင်ငါဒီကိုင်းရဲ့တကားတော်ဝင်ခွင့်မရဘူးလားလို့တွေးနေပါတယ်ဒီလိုနဲ့မင်းကလေးတယောက်ဟာအပေါ်ကနေကြံချမ်းကိုကြည့်နေရင်သူ့အခွင့်အရေးတစ်ခုပေးလိုက်ပါလို့အော်ပြောလိုက်သူကကြည့်ချူ၍ဖြစ်ပြီးသူမဟာကြံချမ်းလို့နားကိုရောက်လာကအခုနကျင့်ကြံသူတွေကလည်းသူမကိုကြည့်နေကြရင်ဝိုးလို့ပြောဆိုနေကြပြီးကျင်းနီလေကဒီမိန်းကလေးကကြည့်ရတဲ့လောက်ရိုးရှင်းတဲ့ပုံမဟုတ်သူမကိုမျက်ချင်မပြတ်စောက်ကြည့်ထားစမ်းပါလို့ပြောဆိုနေကကြည့်ချူ၍ကဟေးတရောင်းစားလေးဘာတွေညင်းနေတာလဲလိုက်လာခဲ့လို့ပြောလိုက်တာခုနကျင့်ကြံသူနှစ်ယောက်ကလည်းမင်းတို့အယုံမကောင်ကဘလို့လောက်ပြီးဒီလောက်ကန်ကောင်းသွားရတာလဲဟမ်ငါတို့ကကြတော့ဘာလို့မရွေးသွားတာလဲလို့ပြောဆိုနေကြပြီးကြည့်ချူ၍ရဲ့နောက်လိုက်ကျင့်ကြံသူကဟမ်တာမန်လူတွေပါပဲလို့ပြောလိုက်ကကြံချမ်းကလည်းခဏသိသိနေရင်ခွလို့ပါကျွန်တော်နာမည်ကအေးမဟုတ်ဘူးပြီးတော့ကျွန်တော်ကတရောင်းစားလဲမဟုတ်ဘူးကျွန်တော်နာမည်ကကြံချမ်းပါဆိုပြီးသူမအနောက်ပြေးလိုက်တော့ရင်ကြံချမ်းကအခုနလေးတင်ကျွန်တော်ကူညီပေးပြီးကောင်းကင်ပြက်စီခြင်းဂိုင်းတဲ့ဝင်ခွင့်ရအောင်အခွင့်အရေးပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်မမလေးလို့ပြောလိုက်ပါတယ်
ကြည့်ရှုယူရကျေးဇူးတင်စရာမလိုပါဘူးမင်းကိုကူညီပေးလိုက်တာငါ့အတွက်ဘာမှအရင်ကြီးမကုန်ပါဘူးဒါပါပဲလို့ပြောလိုက်ကကြံချမ်းကမမလေးရဲ့နာမည်ကိုတီးခွင့်ရမလားလို့မေးလိုက်တာကြောင့်ကျင့်ကြံသူတယောက်ကမင်းတို့ကောင်ကဘလို့တော့မမလေးရဲ့နာမည်ကိုမေးရတာလေလို့ပြောလိုက်ပြီးကြည့်ရှုယူရလဲရဲလိုက်ပြီးရပါတယ်ငါ့ကိုချူရီလို့ပဲခေါ်နိုင်ပါတယ်လို့ပြောလိုက်တာကြောင့်ကြံချမ်းကချူရီကျွန်တော်တို့ရဲ့ပထမဆုံးတွေ့မှုကမမလေးရဲ့နာမည်လိုပါပဲလမင်းလို့တောက်ပပြီးလှပနေတာပဲတကယ်ကိုလှပတဲ့နာမည်လေးပါလို့ပြောလိုက်တာကိုကျင့်ကြံသူကမင်းဘလို့ဖြစ်နေတာလဲမမလေးရဲ့နာမည်ကိုမင်းကဒီလိုပေါ့ပေါ့ပါဝေဖန်ပြောဆိုရဲတော်ပေါ့လေလို့ပြောနေပြီးကြံချမ်းကခွန်းလို့ပါကျွန်တော်ကမမလေးချူရီနဲ့ရိုးရိုးတန်းတန်းစကားမျိုးပဲပြောနေတာပါဒါပေမဲ့ခမရကကျွန်တော်ကိုအော်ဟစ်ပြီးဂျားပြက်အနောက်ရှက်ပေးနေတာခမရကနည်းနည်းလေးတော့စူညံနေတယ်လို့မထင်ဘူးလားလို့ပြောလိုက်တာကြောင့်ထို့သူကဘာမင်းကငါ့ကိုဘလို့ပုံစံနဲ့စကားပြောရတာလဲလို့ပြောဆိုနေတာကျူးရီကလည်းယဉ်နေရင်ဒီကြံချမ်းဆိုတဲ့လူငယ်ကတော်တော်လေးချစ်ဖို့ကောင်းပြီးအထုံအားလေးပဲစိတ်ဝင်စားဖို့တော့ကောင်းတာပဲလို့တွေးနေကခုနအချင်းညံသူကမင်းလိုမောက်မာတဲ့ကောင်စောကငါ့ကိုအခုလိုစကားမျိုးပြောရတာပေါ့လေမင်းရဲ့ချင်းညံချင်းပါရမီကိုစမ်းသပ်ဖို့ငါခေါ်သွားမယ်တကယ်လို့မင်းရဲ့ပါရမီနဲ့ခန္ဓာကိုယ်ကအစ်စ်မမီဘူးဆိုရင်မမလေးချူးရီကချွရင်ချက်ပေးထားရင်တော့မှမင်းငါတို့ဂိုင်းမှာအောက်ခြေသိမ်းအလုတ်သမားပဲဖြစ်ခွင့်ရလိမ့်မယ်လို့ပြောလိုက်ပါတယ်ဒီလိုနဲ့ကျင့်ကြံမှုအစ်စ်ကိုစစ်ဆေးတဲ့ကြောက်တုံးရှိမှကြံချမ်းကရောက်ရှိနေတာတခြားကျင့်ကြံသူတွေကလည်းကြီးနေကြရင်သူ့လိုကောင်စုပ်လေးကငါတို့ခိုင်ရစီမင်းတွေကိုဖောက်ဖျက်ပြီးသူ့ကိုတပည့်အဖြစ်လက်ခံလိုက်မယ်လို့ပြောရတယ်ပေါ့လေငါ့ကိုရေအောင်တော့မလှုပ်ဆမ်းပါနဲ့သူကမမလေးချူးရီနဲ့ကန်ကောင်းလို့စုံခဲလို့တာဂိုင်းထဲကိုဝင်ခွင့်ရခဲ့တာဘလို့တော့မောက်မောက်မမပြောရဲတာလေငါတို့ခိုင်ရစီမင်းတွေကိုဖောက်ဖျက်ပြီးသူ့ကိုတရားဝင်တပည့်အဖြစ်လက်ခံမယ်တဲ့လားငါတို့ကောင်းကင်ပြက်စီချင်းဂိုင်းရသူတွေကလူတိုင်းတပည့်အဖြစ်လက်ခံတယ်လို့သူကတကယ်အထင်နေတာလားလို့ပြောဆိုနေကြတော့ကြံချမ်းကထိုကြောက်တုံးပေါ်လက်တင်လိုက်ပြီးပထမအဆင့်မှာပဲအလင်းရောင်လင်းလာတာကြောင့်ကြံချမ်းကလက်နက်ဝိညာဉ်ဘာတွေဖြစ်နေတာလဲမင်းပဲကျွန်တော်မှကျင့်ကြံခြင်းအတွက်အရန်ကောင်းတဲ့ပါရမီနဲ့အလားလာရှိတယ်လို့ပြောခဲ့တယ်မဟုတ်လားဒါကူချမ်းကိုရဲ့စမ်းသက်ပွဲတော့နဲ့ဘာကွာချလို့လဲလို့မေးလိုက်ပြီးရှင်းနီလေကဒီပါရမီတိုင်းနဲ့ကြောက်တုံးကအရန်ကိုအဆင့်နှိမ့်လုံးနေတယ်အဲ့ဒါမင်းရဲ့ကြီးမားတဲ့ပါရမီနဲ့အလားလာကိုမရှာဖွေနိုင်ဘူးဖြစ်နေတာလို့ပြောပြနေကတခြားသူတွေကလည်းကြံချမ်းရဲ့အဖြစ်ကိုကြီးနေကြရင်ဝိုင်းနေကြကမမလေးချူးရီတာမရှိခဲ့ရင် तू ကငါတို့ဂိုင်းမှာအောက်ခြေသိမ်းအလုတ်သမားတောင်ဖြစ်ဖို့တော့အခွင့်အရေးရှိမှာမဟုတ်ရေစရာကြီးလို့ပြောဆိုနေကြကជីချူးရီကလည်းထိုအဖြစ်ကြောက်ရင်းနေပါတယ်တစ်ဖက်ကတော့အုပ်တနေရာမှာဇီချင်းကချမ်းချူချူနေရတုံးအားတာလားတကယ်ပဲအဲ့လောက်ထိတုံးအားတာလားလူချမ်းကကစားသမားတယောက်ဆိုတာနေရတိရသားနဲ့ तू ကနေ့အပေါ်မှာကောင်းကောင်းဆက်ဆံလိမ့်မယ်လို့နေရထင်နေတော့မဲလားသူ့လိုအယုံမကောင်တော့နေရအနားတော်မကတ်တင်ဘူးတစ်ဆက်ကလေးတော့သူ့ကိုအထိခိုက်မခံသင့်ဘူးဒါပေမဲ့နေရတော့အဆိုးဝါးဆုံးရင်းလွင်ပြင်မှာငါတို့စုံတော့ကနေတို့နှစ်ယောက်ကြားမှာတခုခုထူးခြားနေရလို့ငါတီးခဲ့ပါတယ်ဒါပေမဲ့နေတို့နှစ်ယောက်ကနောက်တစ်ဆင့်ကိုဒီလောက်မြင်မြန်ထိတက်လန်းသွားလိုက်မယ်လို့ဘယ်သူကထင်ပါလဲငါတော့နေတို့နှစ်ယောက်ကိုကြီးလက်မှာလမ်းလျှောက်နေတဲ့ယူရိုတန်းလမ်းလျှောက်နေကြတယ်ဘလို့ထင်နေတာဒါပေမဲ့တကယ်တော့နေတော့အမြန်လမ်းမကြီးပေါ်မှာအရှင်ပြင်းပြင်းနဲ့မောင်းနေကြတာပဲကိုနေ့ရဲ့ဂုံတိတ်ခါဘယ်ပြောက်သွားပြီလဲတန့်ရှင်တဲ့မင်းကလေးတယောက်ရဲ့ထိမ့်သိမ့်မှုအပြစ်ကင်းစင်မှုတွေကရောဘာမှလဲနင့်ကိုမချစ်တဲ့အယုံမကောင်စိတ်ထဲမှာထဲနေတာနင်ကငါတိတဲ့ချမ်းချူချူဟုတ်ရဲ့လားလို့မေးနေတာချူချူကဒါပေမဲ့ငါဘာလုပ်နိုင်မှာလဲငါရဲ့ခံစားချက်တွေနဲ့ငါကိုယ်တိုင်မထိန်ချုံနိုင်တော့ဘူး तू ကလူကောင်းမဟုတ်ဆိုတာငါသိနေရတော့ပြီးတော့ငါသွားနေတဲ့လမ်းမမှန်ဘူးဆိုတာသိနေရတော့မှငါသူ့အကြောင်းကိုပဲတွေးနေမိတာငါလည်းဒီလိုမဖြစ်ချင်ပါဘူးဒါပေမဲ့ဘာလုပ်နိုင်မှာမလို့လဲလို့ပြောလိုက်တာကြောင့်စီချင်းကနေအခုလောက်ရမှာကသူ့နားကနေဝဝေးနေပြီးသူ့ကိုလိလူရှုထားဖို့ပဲနေကလူသားပူပင်းနန်းတော်ရဲ့အမွေစက္ကန့်သူလေးနေရဲ့အဆင့်တန်းသူ့ထက်အများကြီးမြင့်တယ်ပြီးတော့နေကအများရှိမှလေးစားခံရပြီးဝဝိုင်းလည်နေတဲ့အပူဇော်ခံမင်းကလေးတယောက်ပဲနေကကူချမ်းကိုတွေးချင်တဲ့စိတ်ဆန္ဒကိုပြလေနေရဲ့တန်ဖိုးကကျဆင်သွားလိပဲဒါကြောင့်နေလောက်ရမှာအရင်ကလိုပဲအေးအေးဆက်ဆက်မမောက်မမနေပြဖို့ပဲအဲ့ဒီလိုနေမှကူချမ်းကိုရဲ့မျက်လုံးထဲမှာနေကတိတ်ခါရှိပြီးအရေးပါတဲ့လူပြစ်လာမှာအဲ့ဒီအခါကျရင် तू ကနှင့်ကိုအထင်မသေးမှာငါပြောတာကိုနားလေလာလို့ပြောလိုက်ပြီးချူချူကအဲ့လိုလားဒါပေမဲ့ငါသူ့ကိုသွားမရှာရင် तू ကလို့ပြောနေတော့စီချင်းကအသေးချာပေါ့ငါပြောတာအမှန်ပဲငါဇက်လန်သွဲတွေမဟုတ်ဝိထုတွေအများကြီးဖတ်ဘူးတယ်အဲ့ဒီထဲမှာအဲ့လိုပဲပြောကြတယ်သူ့ကိုကြည့်လေသူပြန်ရောက်လာပြီးတဲ့နောက်ပိုင်းနှစ်စီကိုတခါမှလာမတွေ့ဘူးအဲ့ဒီအစားယူမင်ခုံးကိုခေါ်ပြီးပြားရည်စမ်းခကြီးသွားတာလေဒါအနှင့်ပေါ်တရားတယ်လို့ထင်နေတာလားလို့ပြောလိုက်တာချူချူကဒါပေမဲ့အရင်ကအနင်ပဲပြောခဲ့တယ်မဟုတ်လားသူ့လိုမျိုးလူဆိုးပုံစံရှိတဲ့သူကနေသဘောကျတယ်ဆိုတာကိုလေလို့ပြောပြလိုက်ကစီချင်းကငါမတူဘူးလေငါ့ကိုယုံစမ်းမှကူချမ်းကအရန်ကိုပါနှက်ပြီးကောက်ကျစ်တာနေရတော့သူ့ကိုဘလို့မှမကင်သွေနိုင်ဘူးနေကအရန်ကိုအပြစ်ကင်းစင်လုံးနဲ့ချူချူပြီးတော့နေကအလွယ်တကူထိခိုက်တတ်တယ်ငါတော့နှစ်ထက်မျက်နှာပြောင်တယ်ဒါကြောင့်ငါတော့အဆင်ပြေမှာပါလို့ပြောလိုက်ပြီးချူချူက तू ကသူ့ရဲ့တကယ်ရုပ်မှန်ကိုဟန်ဆောင်မှုတွေရဲ့နောက်ွယ်မှာဖုံးကွယ်တတ်တဲ့လူမျိုးဆိုတာငါသိတယ်လို့ပြောလိုက်ပါတယ်တစ်ဖက်ကကောင်းကင်ပြက်စီခြင်းဂိုင်းမှာကြံချမ်းကလမ်းလျှောက်နေပြီးကျင်းနီလေကကြံချမ်းလေးဒီရက်ပိုင်းအတွင်းမှာကျင်းကြံပြီးမင်းရဲ့ဝိညာဉ်ပင်လေကမကြခင်ပွင့်လာနိုင်မယ်လို့ပြောပြလိုက်ကကြံချမ်းကလည်းဒါအားလုံးကမမလေးချူရီရဲ့အကူအညီကြောက်ပါကောင်းကင်ပြက်စီခြင်းဂိုင်းကတော့ကျွန်တော်ဂယူးတော်မဆိုင်ပါဘူးသူမပေးတဲ့စေးစွမ်းဟာမရှိခဲ့ရင်လို့ပြောနေပြီးကျင်းနီလေက
အဲ့ဒီအမျိုးသမီးရဲ့နောက်ခံကမင်းထင်ထားတဲ့လိုမျိုးမယိုးရှင်ဘူးလို့ပြောပြနေပြီးကြံချမ်းကငါကြားရတာတော့သူမကောင်းကင်ပြက်စီခြင်းဂိုင်းရဲ့ဂုံထူးဆောင်ဧည့်သည်တယောက်တယ်ပြီးတော့သူမကဘာဦးမျိုးနယ်စုကြီးတစ်ခုဖြစ်တဲ့ဂျီမီသားစုကအလုပ်ကိစ္စတစ်ခုနဲ့ဒီကိုရောက်လာတာလို့ပြောလိုက်ကဂျင်းနီလေငါသူမကိုလေးလာချိတဲ့လောက်ဆိုရင်သူမကောင်းကင်ပြက်စီခြင်းဂိုင်းအောင်တုံးပြီးတခုခုရှာနေပုံရတယ်သူတစ်ပါးစီကအကူအညီယူပြီးဘာမှပြန်မပေးတာမရင်ကျေးဘူးကြံချမ်းလေးလို့ပြောလိုက်ပါတယ်တစ်ဖက်မှာဂျီချူးရွေကကောင်းကင်ကိုကြီးနေရင်ထူးဆန်းလိုက်တာအင်အားကြီးအဖွဲ့အစည်းတွေအများကြီးကဒီလိုလူသူဝေးတဲ့နေရာကိုစုပြုံပြီးရောက်လာကြတာပဲဒါဆိုရင်ကောင်းကင်ဖုံးလန်းလက်နက်တွေကအကြောင်းသတင်းပေါက်ကြားသွားပြီလားဒါဆိုရင်ငါမြန်ပြီးငါအကိုစီကိုတွားရမယ်လို့တွေးနေတော့ကြံချမ်းကရောက်ရှိလာပြီးမမလေးချူးရီလို့အော်ခေါ်လိုက်ကချူးရီကလည်းကြံချမ်းမင်းပါလို့ဒီကိုရောက်လာတာလေလို့မေးလိုက်ပြီးကြံချမ်းကမမလေးရဲ့စေးစွမ်းနေရတာမရှိရင်ကျွန်တော်ရဲ့ကျင့်ကြံမှုတိုးတက်လာမှာမဟုတ်ဘူးမမလေးကျွန်တော်ပေါ်ထားခဲ့တဲ့ကျေးဇူးကိုကျွန်တော်ဘယ်တော့မှမမေ့ပါဘူးအဲ့ဒါကြောင့်အခုကျေးဇူးပြန်ဆက်ဖို့လာခဲ့တာပါလို့ပြောလိုက်တာကြောင့်ဂျီချူးရီကမင်းငါ့ပေါ်ဒီလိုယဉ်ကျေးနေစရာမလိုပါဘူးငါလေကျေးဇူးပြန်ဆက်ဖို့မလိုအပ်ပါဘူးလို့ပြောလိုက်ပြီးကြံချမ်းကမမလေးကျွန်တော်ရဲ့အကူအညီကိုညင်းတာနည်းနည်းလေးစော်လွန်းနေသေးတယ်ထင်တယ်ကျွန်တော်အချင်းချင်းချင်းမှအားနေကောင်းအားနေလိမ့်မယ်ဒါပေမဲ့ကျွန်တော်မှတခြားအထောက်အထားတစ်ခုရှိသေးတယ်အဲ့ဒါကျွန်တော်ကနှက်ပြားအရင်မြစ်ဆရာတယောက်ဖြစ်နေတာပါပဲလို့ပြောပြလိုက်တာကြောင့်ကြီးချူယူကမျက်လုံးပြူသွားပြီးနှက်ပြားအရင်မြစ်ဆရာလားမင်းကတကယ်ကြီးနှက်ပြားအရင်မြစ်ဆရာလားကဘာမီကိုဖတ်ရှုနိုင်စကြဝဠာကိုတင်းချုံနိုင်ပြီးကံကြမ္မာကိုပြောင်းလဲနိုင်တဲ့ရှေ့ဟောင်းပညာရက်တွေကိုတတ်ကြွတင်သူလာလို့မေးလိုက်ပြီးကြံချမ်းကမှန်ပါတယ်ကျွန်တော်ရဲ့ဘိုးဘေးကတစ်ချိန်လုံးကလို့ပြောနေတော့ကြီးရှူယူကကြံချမ်းကိုလက်ကိုရုပ်တရက်ဆွဲလိုက်ရင်ငါနဲ့လိုက်ခဲ့လို့ပြောလိုက်တာကြောင့်ကြံချမ်းကလည်းကြောင်သွားပါတယ်ဒီလိုနဲ့ချူရီကကြံချမ်းကိုခေါ်လာရင်ဒါကအရန်ကိုအရေးကြီးတယ်ဒါကြောင့်မင်းကောင်မလင်ရအောင်တော့မဟုတ်ရင်ငါမင်းကိုပြင်းပြင်းထန်ထန်ပြစ်ဒဏ်ပေးရလိမ့်မယ်လို့ပြောလိုက်ပြီးကြံချမ်းကသူမစီကရနံ့လေးကတော်တော်မွေးတာပဲလို့တွေးနေရင်ကြံချမ်းကအော်ဟုတ်ကဲ့ပါကျွန်တော်မမလေးကိုဘယ်တော့မှမလင်ရဲပါဘူးလို့ပြောလိုက်ကနှစ်ယောက်သားအတူတနေရာကိုထွက်လာကြပြီးချူရီကတကယ်လို့မင်းကငါကိစ္စမှာကူညီနိုင်ရင်ငါမင်းကိုတေချာပေါက်ဆုလက်တွေအများကြီးပေးမှာပါလို့ပြောလိုက်တာကြောင့်ကြံချမ်းကဒါကကောင်းကင်မှာပြန်တန်ရတဲ့ခံစားချက်မျိုးလားလို့တွေးနေတာကိုကျင်းနီလေးကရေလိုက်ပြီးငါတို့ရဲ့အစွမ်းတွေအကုန်ပြန်ရပြီဆိုရင်တချက်ရှူလိုက်ရုံနဲ့မိုင်ပေါင်းတောင်းချီခရီးနဲ့ခံစားနိုင်တဲ့အစွမ်းကိုမင်းကငါခံစားစီခြင်းနဲ့ကြံချမ်းလေးလို့ပြောလိုက်ပါတယ်ဒါနဲ့ကောင်းကင်ပြက်စီခြင်းဂိုင်းအရှိမှာကူချမ်းကိုတို့ဟာရောက်ရှိလာတာကြောင့်ကာလဝပြုတ်ပါတယ်ကျင့်ကြံသူအပေါင်းတို့ခင်ဗျားတို့ကျွန်တော်တို့ကောင်းကင်ပြက်စီခြင်းဂိုင်းမှာဘာကြောင့်စုဝေးနေကြတာလဲဆိုတာတီးခွင့်ရမလားခင်ဗျားလို့မေးလိုက်ပြီးကူချမ်းကိုကကောင်းကင်ပြက်စီခြင်းဂိုင်းရသည့်အနီးနားမှာအင်အားအရှိဆုံးလို့ငါကြားထားတယ်ငါတို့ရဲ့မိသားစုခေါင်းဆောင်ဟာဒီနေရာကိုလာလည်ဖို့ရှိတယ်ပြီးတော့ခဏလောက်ဒီဂိုင်းမှာတဲခိုရှင်လို့ပါလို့ပြောလိုက်တာကြောင့်ထိုဂိုင်းရဲ့သူတွေကလည်းဟုတ်နားလေပါပြီကျွန်တော်ဂိုင်းချုပ်ကြီးကိုတွားပြီးသတင်းပို့လိုက်ပါမယ်ခဏလောက်စောက်ပါအောင်လို့ပြောလိုက်ကြတာကိုကြီးနေတဲ့ကြံချမ်းကမျက်လုံးပြူသွားရင်ဒါက तू ကဘာလို့ဒီကိုရောက်နေတာလဲလို့တွေးနေပြီးကူချမ်းကိုဘက်ကိုစိုက်ကြည့်နေတော့ကူချမ်းကိုကရုတ်တရက်ကြံချမ်းကိုလှည့်ကြည့်လိုက်တာကြောင့်ကြံချမ်းကလည်းအယံအောင်ထိတ်လန့်သွားကယူမင်ခေါင်းကဘာဖြစ်လို့လဲချမ်းကိုလို့မေးလိုက်ပြီးကူချမ်းကိုကဘာမှမဟုတ်ပါဘူးဒီတစ်ခါကောင်းကင်ဖုံးလန်းမျောစီကိုငါတော်တော်လေးလွယ်လွယ်ကူကူရှာသွင်းနိုင်မယ်လို့ခံစားရလို့ပါလို့ပြောနေတော့ဂိုင်းချုပ်ဟာရောက်ရှိလာကတခင်ငယ်ချမ်းကိုလာလေတာကိုကြိုးဆိုပါတယ်တခင်ငယ်ရဲ့နာမည်ကျော်ကြားမှုကိုကြားမှုပါပဲကျွန်တော်ကတော့ကောင်းကင်ပြက်စီခြင်းဂိုင်းရဲ့ဂိုင်းချုပ်ရှန်ရွှေစီပါတခင်ငယ်ဘေးကမမလေးကရောလို့ပြောနေတာကိုကူချမ်းကိုကဟုတ်ကဲ့ဒါကကျွန်တော်ရဲ့ဇနီးလောက်ဝန်ရှူးနိုင်ငံရဲ့မင်းသမီးယူမင်ခုံးပါလို့ပြောပြလိုက်ပြီးဂိုင်းချုပ်ကမင်းသမီးကိုကာရဝပြုတ်ပါတယ်လို့ပြောလိုက်ပါတယ်ယူမင်ခုံးကကျမတို့အပေါ်အခုလိုယဉ်ကျေးနေဖို့မလိုပါဘူးဂိုင်းချုပ်ကြီးကျမနဲ့ချမ်းကိုခဏလောက်ဒီမှာအနောက်ရှက်ပေးမိတာကိုခွင့်လို့ပါအောင်လို့ပြောလိုက်တာဂိုင်းချုပ်ကြီးကဘာတွေပြောနေတာလဲမင်းသမီးမင်ခုံးရဲ့ကျေးဇူးပြုပြီးစိတ်ကြိုက်တဲကုန်နိုင်ပါတယ်ကောင်းကင်ပြက်စီခြင်းဂိုင်းကအကူအညီပေးနိုင်တာရှိရင်လည်းပြောပါကျွန်တော်တို့အစွမ်းကုန်ကူညီပါမယ်လို့ပြောလိုက်ပြီးထိုဂိုင်းချုပ်ကြီးကငါမျောလင့်တာတော့တခင်ငယ်ကူစိတ်တိုင်းမကြဖြစ်ပြီးငါတို့ဂိုင်းကိုအမြင့်ဖြတ်မပစ်ဖို့ပါပဲဒါဆိုရင်ရပါပြီလို့တွေးနေပါတယ်ကူချမ်းကုန်နဲ့ယူမင်ခုံတို့ကထိုဂိုင်းထဲဝင်လာကြရင်ယူမင်ခုံကရှမ်းရွှေစီကကျမတို့ဒီမှာတွေ့ရတာကိုတိတ်ပြီးအံ့ဩနေပုံမရအောင်ကျမတို့ထက်အရင်ရောက်နေတဲ့သူရှိနေပုံရတယ်လို့ပြောလိုက်တာကိုကူချမ်းကရပါတယ်မင်ခုံစိတ်ပူစရာမလိုပါဘူးဘယ်နှယောက်ပဲအရင်လာဘယ်သူပဲအရင်ရောက်နေပါစေငါပိုင်တဲ့အရာကိုမှလက်လန်းချင်တဲ့သူမှန်သမျှကိုလို့ဟန်အပြည့်နဲ့ပြောတော့မဲ့အချိန်ယူမင်ခုံကကူချမ်းကိုရဲ့မျက်နှာအမူအရာကိုလှုပ်လိုက်ကငါအကုန်တက်ပြစ်မယ်လို့ပြောလိုက်တာကြောင့်ကူချမ်းကိုကပါကြောင်သွားရင် chapter 190ကဒီမှာတင်ပြီးသွားပါတယ်